အားလုံးပဲမင်္ဂလာပါတရားအထောက်အထားစင်ပြေကြပါရဲ့နော်စင်ပြေတဲ့စကားမိမိရှုခံကိုသေချာမြင်ဖို့လိုတယ်ရှုခံရဲ့သဘောတဘာဝကိုသဘောပေါက်ဖို့လိုတယ်သဘောပေါက်မှုကဘယ်လောက်ထိသဘောပေါက်အောင်လဲဆိုတော့သူ့မူလသဘာဝဖြစ်တဲ့ပူတာဖြင့်ပူတာပေါ့တိုးတာဖြင့်တိုးတာပေါ့တင်းတာဖြင့်တင်းတာပေါ့နော်ဒါမူလသဘာဝတွေပေါ့ပင်ကိုယ်သဘာဝတွေခေါ်တယ်ဒါတွေကိုမြင်အောင်ရှုရဒီဟာတွေမြင်ပြီးလို့ရှိရင်သူ့ရဲ့အမြဲတဲ့သဘောဖောက်ပြန်တဲ့သဘောဟုတ်လားမတည်ငြိမ်တဲ့သဘောဒါတွေကိုတစ်ခါမြင်အောင်ထပ်ရှုရစမှာတော့ပေါ်ချင်းဒီသဘောတွေမတွေ့သေးဘူးဘာဖြစ်လို့လဲဆိုတော့လေ့ကျင့်နေသေးလို့ရှေ့ရပြတာကိုသဘောတွေ့အောင်အရင်ကြည့်ရတယ်ကြည့်ပြီးတဲ့အခါမှာတွေ့ချင်းမှာစိတ်ကနည်းငယ်လှုပ်ရှားတတ်တယ်အဲ့ဒါပြန်တည်ငြိမ်အောင်ထားပြီးတော့မှဒုတိယသဘာဝဖြစ်တဲ့သဘောဖြစ်တဲ့မမြဲသဘောတွေ့တယ်စရခက်ကြဲတွေ့မယ်စိတ်ငြိမ်ရင်ငြိမ်သလားနော်တတိကောင်းရင်ကောင်းသလားခက်စိတ်တွေ့လာတယ်နောက်တွေ့ခါစားမှာသူ့ကိုကြည်နပ်တဲ့သဘောလိုချင်တဲ့သဘောကန့်ညီတဲ့သဘောနဲ့တွေ့နေလိမ့်မယ်ဒါလေးတွေကိုထိန်းချောင်းသွားရင်လည်းဖြည်းဖြည်းမကန့်ညီမတွေ့တာပဲနဲ့ကြီးတက်လာတယ်ဆိုရင်သူ့ကိုတွေ့နေတယ်ကြည်နေတယ်သိနေတဲ့စိတ်သဘောလည်းတွေ့လိမ့်မယ်အဲ့ဒါမှပဲရုပ်သဘောစိတ်သဘောရုပ်သဘောနာမ်သဘောနှစ်ခုတွေ့မှာဖြစ်ပါတယ်အဲ့လိုတွေ့ပြီးလို့ရှိရင်လည်းဒီသဘောနှစ်ခုမှာပဲထင်ရှားရအောင်ဆက်ပြီးတော့ရှုအောင်ဖြစ်ပါတယ်နော်ရှုတော့မှပဲဒုက္ခသဘောထပ်တွေ့မှာနော်ဒါကြီးကတော့အကြံပြင်းလမ်းကြောင်းပေါ့အဲ့မှာပြောပြချင်တာကဘာလဲဆိုတော့ဘာကိုပဲတွေ့တခုခုတွေ့လိုက်တာ ਨੇ ရှုမှတ်သူရဲ့စိတ်ကအနှဲငယ်လှုပ်ရှားသွားတယ် excited ဖြစ်သွားတယ်ဝမ်းသာသွားတယ်ပျော်သွားတယ်တစ်ဆက်တည်းမှာပဲကြာဘူးနားဝါးတွေအဲ့မှတ်ချက်ပေးကြတယ်အဲ့ဝမ်းသာသွားတာပျော်သွားတာ ਨੇ အဲ့ကြာဘူးနားဝါးတွေမှတ်ချက်ပေးတာ ਨੇ ဒီလုပ်ငန်းရဲ့အနောက်ဆက်ပဲနော်တခုတွေ့လိုက်တယ် ਨੇ အဲ့လိုအမြဲတမ်းဖြစ်မယ်လွယ်လွယ်ပြောရင်နာသီးကောင်မှာလေလေးတွေ့လိုက်လေဆိုတာဘာမှမဟုတ်သေးဘူးဝိပဿနာရှိကြတာမဟုတ်သေးဘူးလေဆိုတာပညာပဲရှိသေးတယ်လေဝင်နဲ့လေထွက်တယ်အဲ့လေဝင်နဲ့လေထွက်တာကိုတွေ့လိုက်တာတော့မှလူကဝမ်းသာအားဖြစ်သွားတယ်ရှိတယ်နော်အတွေးဝင်လာတယ်လေပဲဘာပဲညာပဲစသဖြင့်နော်ဒါကဒီဝန်တာနဲ့အတွေးဝင်တယ်ကျွန်တော်တို့အများအားဟန်တာဖြစ်နေတယ်လန်ခီမှာအနတ္တဖြစ်နေတဲ့အချက်နှစ်ချက်ပဲဒါကိုတော်တော်လေးသတိထားပြီးထိန်းရမယ်ဒါလည်းလောက်ပဲတော်တဲ့လူပဲဖြစ်ဖြစ်အလေးချင်းနဲ့ကိုယ့်ရဲ့သတိနဲ့မကောင်းရင်ထိန်းလို့မရအဲ့ချိန်ကနော်တရားလမ်းကြောင်းနှီးသွားတယ်ချော်သွားတဲ့အကြောင်းလေတွေ့ရနေတော့ပူတာလေးတွေ့တယ်တိုးတာလေးတွေ့တယ်ထိတာလေးတွေ့တယ်အဲ့လိုပဲဖြစ်သွားတာပဲထိတာလေးတွေ့ဝမ်းသာသွားတယ်ထိတယ်ဘာညာဆိုတော့တွေ့ဆိုလိုတာဘာပဲတွေ့အဲ့လိုပဲဖြစ်နေကြပဲဒီလိုဖြစ်နေရင်တွေ့နေတဲ့အတွေ့မှာအားနေတယ်တရားမတိုးတက်တဲ့အကြောင်းရင်းမှာအဲ့ဒါအဓိကချက်ပဲနော်အဲ့တော့ဘာတွေ့အစ်စ်ပဲတွေ့နော်တစ်စုံတစ်ခုပဲတွေ့အဓိကချက်ကစိတ်မှာမတုံ့လှုပ်ဖို့ကိုယ်စိတ်ကိုနေအောင်လည်းထိန်းတာနောက်တစ်ချက်အတွေးမဝင်ဘူးအတွေးမအောင်လုပ်ချင်တာလွယ်လေးပဲတိတာကိုဆက်တိနေတွေးမဝင်အတိကျင်းဝင်ပါပဲနော်အတွေးရတာစိတ်ရဲ့အလုပ်တစ်ခုပဲတိတဲ့အလုပ်နဲ့တွေးတဲ့အလုပ်နဲ့တိတဲ့အလုပ်နဲ့တွေးတဲ့အလုပ်နဲ့ဒီအာယုံတစ်ခုကိုပဲနော်ကျွန်တော်တို့ကတိတဲ့အလုပ်လုပ်တယ်စိတ်ရမူလာလို့ကဒီအာယုံနဲ့ပတ်သက်တဲ့တွေးတဲ့အလုပ်တွေးခွင့်မပေးမှကျွန်တော်တို့ကအတိတိုးမှာတွေးခွင့်မပေးအောင်ဘယ်လိုလုပ်မလဲ
ကိုကအတိဆက်အောင်လုပ်နေတွေးခွင့်မရအောင်တွေးချင်းမယ်ဒီတနည်းပဲရှိတယ်အခြားနည်းမရှိတွေးရင်တွေးတယ်မှတ်ဆိုတာဒါတော်တော်လေးကိုရင်းချက်သွားပြီးတော့ဓမ္မနုပဒနာရှုတတ်တဲ့သူမှတွေးရင်တွေးတယ်မှရှုလို့ရဒါမှမဟုတ်စိတ်ဓာတ်နုပဒနာကျွမ်းကျင်သွားတဲ့သူမှစိတ်ကတွေးနေပါလားဆိုတော့တတိလေးထားလိုက်ရင်တွေးလေးနည်းနည်းလျော့သွားတယ်အဲတွေးရင်တွေးတယ်လို့ဟိုဒီကျွန်တော်တို့အကြမ်းမြတ်မှတ်တဲ့လူကတွေးတယ်မှတ်လိုက်ရင်အတွေးလေးကနေတတ်ဒါပေမဲ့တွေးတယ်လို့မှတ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲကိုရှိရရှိပါနဲ့လွတ်သွားပြီဟုတ်တယ်နော်ကိုရှိမှရှုနေတဲ့မှာပူတယ်ဒိုးတယ်တင်းတယ်စသဖြင့်ကိုရုပ်ကိုရှုနေတယ်တွေးတယ်အတွေးတစ်ခုဝင်လာတယ်တွေးတယ်သတ်လျက်မလိုက်ပဲရှေ့ရရှိပါတော့ပါအဲ့ဆိုဘာဖြစ်လဲအတွေးကိုလည်းပိုင်နိုင်မရှိတတ်ရှေ့ရရှိပါနဲ့လွတ်ဟုတ်လားအတွေးကိုရှုတတ်လို့ရှုတာလည်းမဟုတ်ဘူးကြာဘူးနာဝနဲ့တွေးရင်တွေးတယ်လို့တာတွေးရင်တွေးတယ်လို့လုပ်လိုက်တဲ့အချိန်မှာရှေ့ရရှိပါအောင်အာရုံတော့မရှိတော့ဘူးလွတ်သွားပြီကြိုက်တွေးတယ်လုပ်ပြီးလို့ရှိရင်အတွေးရမရှိတော့ဘူးဆိုတော့သူ့ဘာလဲဖြောက်သွားမှာပေါ့လေကိုတတိထားလိုက်လို့သူအားနဲ့နေတော့အဲ့တော့ကိုကအရှိကံပြုပြတဲ့ပြန်ရှာတယ်ဆိုတော့ဒီလိုလမ်းခုလက်မှာတွေ့ရကြုံရတဲ့ခီးချမ်းကြစီတဲ့ကိစ္စတွေကိုကိုကကာကွယ်နိုင်ရမယ်ကြော်လွှားနိုင်ရမယ်ဟုတ်လားအဲ့တော့ဆိုပါစို့တရားစတင်တယ်ကဲဟုတ်ပြီဝိပဿနာအရှိကအာယုမတွေ့မချင်းဘာမှမလုပ်ဘူးစောင့်ကြည့်မယ်ကြည့်မယ်ငြိမ်လေးကြည့်နေမယ်သူတကူပြီးကူစိတ်ကငြိမ်လာတဲ့ကမှာအမှနာနေတာထိနေတာပူနေတာစသဖြင့်လေပေါ်လာတော့ပုံရိပ်ပဲပေါ်မယ်ကြည့်ရင်နဲ့သူဘောလေးကပေါ်လာမယ်အဲ့လိုပေါ်လာတဲ့အချိန်မှာဒီအာယုံပေါ်မှာတတိမလွတ်အောင်နေမယ်လို့စိတ်ကိုဒိဋ္ဌာထားကြည့်ရတယ်ဟုတ်လားဘယ်လောက်ကြာမလဲတော့မသိဘူးဒါပေမဲ့ရသလောက်ဒါကိုမလွတ်တာဆိုတဲမဲလိုက်ခဲ့တာမဟုတ်တီဆိုတဲ့သဘောမျိုးကိုဖြစ်အောင်နည်းနည်းလေးအတိကျဲတာနဲ့နော်အတွေးပေါ်မှာပဲဒါလေဒီမှာကွန်ပျူတာအားနဲ့နေဘက်ထရီသွင်းအားသွင်းဆိုတော့ကဒီတခုခုတွေးလို့ဝမ်းသာသွားတဲ့စိတ်ရဲ့တွေးတဲ့စိတ်ကလာမယ်ဒါကိုကိုယ့်ရဲ့နော်လမ်းခီးမှာကျုပ်ဖြစ်ပေါ်လာတဲ့အနောက်ရှက်ပဲဒီဟာကိုတွေ့နေဒီဟာကိုလက်ခံနေမကြော်လွှားနိုင်ရှေ့ဘယ်တော့မှမရဘူးအဲ့နားတင်မှလဲဟုတ်လားတွေးတယ်ပြီးရင်အာရုံမတွေးတော့မရှိတော့အပြန်ရှာတယ်အတွေ့ပြောင်းနောက်ပြန်တွေးပြောင်းပြန်တွေးပါလားတော့မှကြီးမရအစတည်းကမတွေးမိအောင်တတိကိုဆက်အောင်ထားပေးပါဟုတ်ပြီဒီတနည်းပဲရှိတယ်အခြားနည်းမရှိဘူးနော်ဒါကတကယ်ကိုအချိန်တိုင်းမှာပေါ်လာမယ်ဟာကြံ့ကြာမှုနောက်ဆက်အားတော့ထုံနေတယ်တွေးလိုက်တီးလိုက်မျောလိုက်တီးလိုက်ဘာမှလည်းမထူးကြအောင်ညောင်းတာပဲဖတ်တယ်တနာရီ2နာရီ3နာရီနာရီကြာသွားမယ်ရှေ့မြောက်ဆိုတာရှေ့ရောက်မယ်အလုပ်ကိုအဲ့အတူရနောက်ပြန်ဆွဲကိုယ့်ရဲ့စိတ်လှူရှားမှုနောက်ပြန်ဆွဲတယ်အစပြန်ရင်ပေါ်တယ်အစပြန်အာရုံလေးတွေ့ပြီးစိတ်ကငြိမ်လာပြီဆိုရင်တွေးတာနဲ့ငြိမ်ရလိုက်ပြောဘူးလေတွေးတာနဲ့သူ့သဘောကိုသိအောင်မြန်လေးလုပ်ဇိမ်ပြေနေပြီထိုင်ကြည့်နေမယ်ဆိုလို့ရှိရင်တတိအားနေသွားရင်အတွေးဝင်မှာဇိမ်ပြေနေပြီကိုကြည့်လို့မရဘူးအေးဆေးထိုင်ကြည့်လို့မရဘူးဟုတ်လားတတိနုံနုကြနဲ့ကိုတောက်လျှောက်သိရဒါတွေ့နေပြီထင်ရှားနေပြီကိုကလည်းတမာရီလေးတိုက်ရောက်ရတော့ထင်ရှားလာပြီအရှိကနေလည်းပေါ်လွင်နေပြီဆိုအေးစေးလေးထိုင်ကြည့်နေအဲ့ဒါတွေ့ရဝင်တော့နော်တွေ့ရဝင်တော့အဲ့တော့မတွေ့သေးရင်စောင့်ကြည့်ပါ
တွေ့လိုက်ရင်မလွတ်အောင်တတိထားပါဒီနှစ်ချက်ပဲရှိတယ်ချမ်းနီလာမရှိဘူးတရားမြတ်မှာတူတဲ့ချင်းအဲ့နှစ်ချက်ကိုလိုက်နိုင်အောင်ကျန်တဲ့အများကြီးတိတ်မလိုက်နိုင်နေနော်အများကြီးဆိုတာနောက်ပိုင်းရှိတယ်လေဒါကိုတင်းကမကြီးတို့ဘာလို့ညာတို့ဒါတွေကမလိုက်နိုင်သေးနေရောပထမဆုံးတတိမလွတ်အောင်နေနိုင်ရင်ကိုဒါတစ်စင်းတော့တိုးတက်လာမယ်သဘောရှိတယ်နော်တိုးတက်လာမယ်သဘောရှိတယ်အဲ့တော့ကိုတတိကောင်းလာသလားတိုးတက်လာသလားမတိုးတက်သလားကိုခုနလိုကိုအတွေးများနေသလားမများနေသလားနဲ့ချိန်ထိုးကြည့်ဟုတ်ပြီနော်ကိုစမ်းစစ်ရမယ်နီလန်တစ်ခုပဲဟုတ်လားကိုတရားထိုင်လို့ပြီးသွားရင်တွေးတဲ့ချိန်ကများလားသိတဲ့ချိန်ကများနော်တွေးတဲ့ချိန်ကများနေကိုမတိုးတက်ဘူးသိတဲ့ချိန်ကများရင်တိုးတက်တယ်ဒါပဲနော်ကိုတိုးတက်မှုရှိမရှိရဒီဟာနဲ့ပဲသွားမယ်နောက်တော့မှသူ့သဘောပေါက်မှုကနောက်တစ်ဆင့်ဟုတ်ပြီနော်အဲ့တော့တတိမလွတ်မှပဲသဘောပေါက်မှုဆက်မှာပေါ့များသောအားဖြင့်တွေ့နေရတာကလိုက်တတိလွတ်သွားတာနော်တတိလွတ်ကတော့ရှုကလွတ်မှတော့ဘာမှဆက်လွတ်လို့မရတော့သူ့ဘာသူဘလောက်ပဲထိုင်နေထိုင်နော်အဲ့တော့ဝိပဿနာရှုကမလွတ်ဖို့ရည်ကြီးတယ်မလွတ်ဖို့ဆိုတာဒီတစ်ခုကအကြောင်းအားလုံးဆိုတာသူ့ဘာသူနတ္တသဘောရမိမ့်မိပြောက်ကွယ်သွားတယ်နောက်တစ်ခုကိုမလွတ်ဘူးအာယုံကပြောင်းနေမယ်တတိကမလွတ်အောင်အာယုံကလည်းတစ်ခုတည်းရှိလို့မရဘူးဘယ်သူမှအာယုံတစ်ခုတည်းကိုတသမတ်တည်းရှိလို့မရဘူးနော်အာယုံလို့မြင်မှာသူထင်ရှားပေါ်နေမှာပဲရှိနေတဲ့အာယုံကလည်းပြောင်းသွားမယ်ပြောင်းသွားမယ်နော်သို့တော့ကိုကတစ်ခုခုကိုသိနေတယ်ဆိုတဲ့တတိကရှိနေတာအဲ့တစ်ခုခုကိုသိနေတဲ့တတိမရှိလို့ကတော့ဘာမှကိုလုပ်လို့မရဘူးဘာမှကိုလုပ်လို့မရဘူးအဲ့ဒါတော့အရေးကြီးတဲ့အချက်ပါပဲနော်ဟုတ်ပြီနောက်တစ်ချက်ကကျွန်တော်တို့တရားအထုတ်သူတွေခုနကလည်းဆွေးနွေးပွဲမှာဆရာဥပဝင်းတို့ဆွေးနွေးသွားတာဒုက္ခဆိုတဲ့အကြောင်းလေးပါလို့လေဒီအပိုင်းစောက်လေးပါတယ်ဘာစောက်လဲဆိုတော့ရှင်ရာဟုလာပေါ့ဘောပူရာဟုလာဆိုတာတီဟိုကရဟန်းတော်တစ်ပါးလေသူရေးတဲ့စာအုပ်ကကျွန်တော်တို့ဘာပြောဘယ်တော့ရလဲ1960မှာပြောတာလူဆိုရင်နှစ်ပေါင်း60ရှိပေါ့ပြောရရင်နော်နှစ်60ရှိပြီရေးတဲ့စာအုပ်မှာရောက်တယ်နိုင်ငံတကာမှာလည်းအဲစာအုပ်လေးဘာသာတည်တည်ပြန်တယ်what the Buddha taught လူတိုင်းကြားဘူးကြမယ်လူတိုင်းဖတ်ဘူးကြမယ်ဒါပေမဲ့လေးနက်နက်ဖတ်ဘူးတဲ့လူရှားပါတယ်နော်အဲ့ဆရာတော်ရေးထားတဲ့မိသားလေးသိချိုက်တယ်ဘာဖြစ်လို့ဆိုအဲ့လွန်ခဲ့တဲ့နှစ်60ပေါ့လေသူအဲ့ကာလမှာသူဒီစာအုပ်ရေးတဲ့ကာလလောက်မှာနော်ဘာဖြစ်လဲဆိုတော့အနောက်တိုင်းသဒ္ဒနာပညာရှင်ပြဘုရားဘာသာဝိုင်းဖိနှိပ်ကြတဲ့အချိန်ဒါဘုရားဟောတဲ့တရားတွေမဟုတ်ဘူးဒါနောက်ပိုင်းဒီဟိုကဘုန်းကြီးတွေဆိုလိုတာသူတို့အာဘော်နဲ့သူတို့ရှောက်ရေးထားတာဘုရားဟောတာနည်းနည်းသူတို့အာဘော်တွေများဆိုပြီးရေးတာရှင်းပြဒီကိုဘုန်းကြီးတွေနှိပ်ကွက်တဲ့စာအဲ့တော့မှအဲ့ဒီဟိုကရှင်ရာဟုလာကနေပြီးတော့ဗုဒ္ဓဘာသာပြောခဲ့တာလေဆိုတော့ပြန်ရေးပြတယ်နော်ရေးချင်းမဲ့သူကအိစာကိုအင်္ဂလာမှာထုတ်တာနော်အဲ့တော့မှပဲတခြားဝေပါကသူတွေကလက်လျှော့သွားတာပေါ့လေဆိုလိုတာကျွန်တော်တို့သိနေကြကြားနေကြအားတွေပဲသူပြန်ရေးပေးတာပါပဲကျွန်တော်တို့ကဒီဘက်မှာနားယူဝါနေလို့နော်ခန္ဓာတို့သစ္စာတို့အဲ့ဒီမှာဟိုနေ့ကဆရာဥပဝင်ပြောတဲ့စကားလေးတစ်ခုနဲ့ချိတ်ဆက်ပြီးတော့ဘာသာတွေ့လဲဆိုတော့ဒုက္ခ suffering တို့ဘာသာပြန်တာမှားတယ်ဆိုတော့နော်အဲ့ရာဟုလာလည်းဒုက္ခကို suffering လို့ပြန်တာမပြည့်စုံဘူးမှားတယ်လို့ပြောတယ်ပြည့်စုံနော်သူပြောတယ်စကလုံးတစ်လုံးကိုနောက်စကလုံးတစ်လုံးနဲ့အဓိပ္ပာယ်ပေါ်ခြင်းဘယ်လိုမှပြည့်စုံလို့မရနိုင်ဘူးတဲ့အဲ့တော့ဒုက္ခကိုဒုက္ခလို့ပဲပြောတာအကောင်းဆုံးပဲအဲ့တော့ဒုက္ခကို suffering လို့ပြောတာကျွန်တော်တို့ခုနောက်ပိုင်းစာတွေမှာအများကြီးတွေ့ရတယ် pain and suffering
the this are liver or the eye to remember English suffering ပဲပြောတာsuffering ကဒုက္ခဆိုတာကဒါမှားသလားဆိုတော့မမှားဘူးမပြည့်စုံတာရှိတယ်။ဟိုမှာကိုယ်မှာ suffer ဖြစ်တယ်စိတ်မှာ suffer ဖြစ်တယ်ဟာလားမကျေနပ်ဘူးဟာလားစိတ်ဆင်းရဲတယ်ဒါဒုက္ခဆင်းရဲဒါကခံစားမှုကိုဒုက္ခလို့ပြောတာတကယ်တမ်းကျတော့ခံစားမှုဆိုတာခံစားမှုပဲဖြစ်တယ်လေ feeling ပေါ့တကယ်တမ်းရုပ်တည်နာနေရနော်ရုပ်တည်နာနေသူတို့ရဲ့တဘာဝပါမမြဲစင်းရဲဖောက်ပြန်တယ်ဝိပရိနာမဒုက္ခမမြဲစင်းရဲဖောက်ပြန်နေတယ်ဆိုတာသူ့ရဲ့တဘာဝဒုက္ခဒါတော့မှမမြဲစင်းရဲတာဒုက္ခလို့ပြောတော့အောင်မပြည့်စုံသေးဘူးနော်နောက်သူ့ရဲ့မြင်တဲ့နောက်တစ်ချက်ရှိတယ်အဲ့တစ်ချက်ကအရန်တောင်မှုရှိတယ်အဲ့တစ်ချက်ကိုတီးမှဒုစရသစ္စာကိုတီးမယ်နော်အဲဒါဆိုဒီကျွန်တော်တို့အားထုတ်တဲ့စကားမမြဲတွေ့နေကြတယ်ဟာစိတ်လည်းမမြဲဘူးရုပ်လည်းမမြဲဘူးဝိညာဉ်လည်းမမြဲဟုတ်ပြီမမြဲတာတော့သိပြီဒါပေမဲ့အဲ့အနေစာနေဒုက္ခကိုပြောတတ်ကြအောင်မမြဲတာဒုက္ခဘာလဲမမြဲတာဘလို့ဒုက္ခလဲဟုတ်ပြီနော်မမြဲတာကိုတွေ့တာကညာတော့ညာပဲဒါပေမဲ့ဒုက္ခသစ္စာကိုအထိသိတဲ့ညာဖို့သိဒုက္ခသစ္စာဘာလဲခုနရုပ်သဘောဆိုပါစို့ကျွန်တော်တို့တရားဒီနာတဲ့ခါမှာပါလဲဆိုဒီရုပ်ကြီးကအလိုမပြည့်ဘူးအဆိုးမရဘူးဟုတ်လားကိုဘလောက်ပဲပြုပြင်နော်ပြုပြင်တာပဲဖတ်တယ်နဲ့သူကတော့ဘလို့မှပြုပြင်မရဘူးစသဖြင့်ဒါလေးကြားဘူးကြတယ်အဲ့ဒီသဘောကိုမိရဆိုလိုတာသူ့တဘာဝတိုင်းသူ့ကံနဲ့ဒီရုပ်တွေဖြစ်လာတယ်ကံကုန်ရုပ်သွားတာပဲစိတ်ကြောင့်ရုပ်တွေဖြစ်တယ်ဥရုကြောင့်ရုပ်တွေဖြစ်တယ်အာရကြောင့်ရုပ်တွေဖြစ်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှသူ့ကံပြည့်တဲ့နေ့ကံကုန်တဲ့နေ့အဲ့ရုပ်ကိုသူဆက်ပြီးတော့သက်ရှင်အောင်လုပ်လို့မရတော့ဘုရားတော်လုပ်လို့မရတော့ဘူးမှလုပ်လို့မရဟုတ်လားဆိုလိုတာကခုနဖောက်ပြန်နေတယ်သူ့အကြောင်းတရားနဲ့တူလာတယ်နော်ကိုဆိုတာကိုအတ္တဒီရုပ်ကိုအပြင်မအနေနဲ့ figure အနေနဲ့ပဲပြုပြင်လို့ရသူ့ nature ဘလို့မှပြင်လို့မရသူ့က10နှစ်ပဲပါလာ15နှစ်ပြင်လို့မရအပြင်ရုပ်ကလည်းပြင်လို့ရတယ်ပိန်နာဖောင်းလို့ရတယ်ဖောင်းတာပြင်အောင်လုပ်ရတယ်ဟုတ်လားသပင်ဖြူနေဆိုးလို့ရတယ်နော်မျက်ရည်တွေပါပေါ်လို့ရတယ်ဒါကအပြင်ပုံမှန်တရားအောင်ပြင်လို့ရတယ်ထဲရသဘောတဘာဝဘလို့မှပြင်လို့မရသူ့အကြောင်းတရားကြောင့်ဖောက်ပြန်ပြောင်းလဲဖြစ်ပေါ်လာတယ်ဖြစ်ပြီးဖြစ်တယ်ဒီဆိုတဲ့သဘောတရားဘလို့မှပြင်လို့မရဘလို့မှပြုပြင်လို့မရဘူးထို့ဖြစ်ဘာမှအနှစ်သာရမရှိသူကပေါ်ပြီးဖြစ်တယ်ဆိုတော့ဘာမှအနှစ်သာရမှမရှိတာဆိုတော့အဲ့ဒါဒီအထိကိုသဘောပေါက်လာတော့မှဒုက္ခသစ္စာကိုစသိတာဖြစ်တယ်ရှင်ရဟုလာလည်းပြောတယ်ပရမကိုယ်စင်းရင်စိတ်စင်းဒုက္ခဆိုတူတိုင်းသိတယ်နော်အဲ့လိုမမြဲတဲ့သဘောဆင်းရဲတဲ့သဘောလေတွေ့ကြတယ်များတယ်ဒါပေမဲ့ခုနကလိုသူ့အကြောင်းနဲ့သူ့ထောက်ပံ့တဲ့သူ့တဘာဝနဲ့ကိုဘာမှလုပ်လို့မရဒီတစ်ချက်ကိုမသိကြဘူးနောက်တစ်ချက်ကသူ့ရဲ့သဘောတဘာဝအခုပေါ်အခုပြတ်သွားတာဘာမှအနှစ်သာရမရှိဘူးဆိုတာကိုမမြင်ရဘူးအဲ့လိုမမြင်ရတဲ့အခြေကြောင့်မလို့ဒီနောက်တိုင်းသဒ္ဒနာပညာရှင်ပြဒီဗုဒ္ဓဘာသာဘာမိလက်ညှိုးထိုးကြတာတဲ့သူတို့ကဘလောက်ထိလက်ညှိုးထိုးလဲဆိုတော့မင်းတို့အားလုံးကဒုက္ခပဲအားလုံးကဒုက္ခပဲဆိုဘယ်လူဘဝရလာတာဒုက္ခမရှိဘူးလားလို့ပြောကြတယ်ဒုက္ခတွေအပြည့်ပါပဲဟုတ်တယ်ဘုရားဒုက္ခတွေပေါ်ခဲ့တယ်ကာမဒုက္ခတွေပေါ်ခဲ့ကံကြောင့်ဖြစ်တဲ့ဒုက္ခတွေပေါ်ခဲ့ဇာနာဒုက္ခတွေပေါ်ခဲ့နော်အဲ့တော့နောက်ဒီဘက်လောကုတ္တရာဒုက္ခပေါ်ခဲ့လောကုတ္တရာမဲ့ဖို့ဆိုတဲ့ချမ်းသာကဉာဏ်နဲ့မှထိုးထွင်းသိပြီးတော့မှရောက်ရှိမှာဖြစ်တယ်အဲ့တော့ဒါကြောင့်မို့ဒီဉာဏ်နဲ့ထိုးထွင်းသိဖို့ဘုရားလမ်းပြခဲ့တာဖြစ်တယ်ဆိုအဲ့လောက်ထိသူပြောနိုင်မှသာ
ဘုရားကလူရလက်လျှော့ပါတယ်ဟုတ်ရင်တားခဲ့ရဒီလိုအဲ့လိုကဲရမှုတွေဒီကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာပြည်ထဲမှာလည်းစိတ်ဝင်လာတာရှိတယ်ကျွန်တော်တရားရှာတော့ဆိုရင်တရားရှာတော့ဆိုတငယ်ချင်းတွေပြောကြတယ်မင်းတို့အပြက်တွေရွေးထိုင်ကြည့်နေတာပေါ့အပြက်တွေရှာတာလောကကြီးကိုမင်းတို့မကောင်းမြင်တာအဲ့လောက်တော့ပြောခါတယ်နော်အဲ့တော့ဉာဏ်ကုသိုလ်ရဲ့ချမ်းသာမှုသူတို့မသိအမှန်တရားကိုသိတော့စိတ်အေးချမ်းမှုသူတို့မမြင်ကြတော့အပြစ်ရှာကြအထူးဖြင့်ဗမာပြည်မှာရှိတဲ့အခြားဘာသာတွေလည်းသိရှာတယ်လူ့ဘဝကြီးအမတန်ကောင်းတဲ့ဘဝဘာကြောင့်လဲမရှိတဲ့သူတွေကိုညီလို့ရတယ်လှူလို့ရတယ်အဲ့ဒါကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ရတဲ့နေရာမင်းတို့ကတစ်ချိန်လုံးဒုက္ခလို့ထိုင်ပြောနေတယ်မင်းတို့တကယ်ကိုအဆိုးမြင်တဲ့သူစသည်ဖြင့်ပြောခံရရှိသူတို့အကောင်းမြင်တယ်လောကကြီးကသူတို့လက်ဆောင်တွေပေးကြတော့အကောင်းမြင်ဟာလာစားဖို့တောက်ဖို့ပစ္စံတွေပြီးတယ်စားဖို့နေရအတွက်ပြည်ပြောင်းလို့တယ်တစ်ဖက်တည်းမှာလည်းမရှိစင်ရတာတွေဖန်တီးပေးထားတယ်မရှိစင်ရတာတွေလှူလို့ရတယ်တန်းလို့ရတယ်ဒီလောက်ကောင်းတဲ့လောကကြီးပါဒါပေမဲ့သူတို့အဲ့လိုခန္ဓာဒုက္ခကိုမမြင်ကြအပြင်ဒုက္ခတွေပဲသူတို့တာရတယ်ချမ်းသာတယ်ခြေနဲ့တယ်ဒီအစိုးမရတဲ့ကျွန်တော်တို့ရုပ်နာခန္ဓာကိုသူတို့မမြင်ကြဘူးကျွန်တော်တို့ကအစိုးမရတဲ့ရုပ်နာခန္ဓာကိုမြင်ရတော့မှကံညီမှုတွေ့တာမှုတွေလျော့သွားသွားပြီးစိတ်ချမ်းသာမှုဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အားထုတ်နေတဲ့လမ်းကြောင်းကအဲ့လိုလမ်းကြောင်းမှာဆိုတာလေးကိုနော်ဘုဒ္ဓတာလည်းပေးရင်ကိုယ်ရည်ရွယ်ချက်လေးတွေလည်းလုပ်တတ်အောင်လို့ပြောပြရပါကဲအားထုတ်မှုလေးတွေဆွေးနွေးကြပါအောင်ပြောကြပါဦးနေ့စဉ်နဲ့များအားထုတ်မှုမှာရှိတဲ့ဟုတ်ပြီတော့ခင်မာယူပုံလေးပုံပါအောင်ဆရာပါလားဆရာရတယ်ပြောပါဟုတ်ကဲ့ဆရာကျမဒီနေ့တရားထိုင်တော့လေဆရာပထမကျမဒီဝင်လေထွက်လေနဲ့ရှုပြီးတော့ဘိုက်ကဆရာလှုပ်လာတယ်ပေါ့နော်လှုပ်လာတဲ့ဟာလဲဆရာသိတာတယ်သူမမြဲတဲ့သဘောလဲသိပါတယ်ဆရာအဲ့ဒီအချိန်မှာဆရာကျမလေးမှတ်တဲ့ခါကျတော့သူကလှုပ်တာလေးကိုစိတ်ကနေပြီးတော့ပေါ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြက်လိုက်ဟာလေးကိုမှတ်တဲ့ခါနောက်အဲ့လိုမှတ်ရင်နဲ့မမှတ်နိုင်လောက်အောင်ကိုမှတ်လို့စိတ်နဲ့မှတ်လို့မမှီလောက်အောင်ကိုမြန်လာတာကိုတွေ့ရပါတယ်ဆရာအဲ့ဒီခါကျစိတ်ကနေပြီးတော့ကျမမှတ်တော့ရှိသေးတယ်နောက်တစ်ခုကပြန်ပေါ်လာတယ်ပေါ့နော်အဲ့လိုလေးတွေဖြစ်နေတဲ့ခါကျမမှီတဲ့ခါကျတော့ကျမကသိုံပဲသိလိုက်ပါတယ်ဆရာအဲ့ဒါလဲတော်တော်ကြာပါတယ်ဆရာအဲ့ဒါပြီးတဲ့ခါကျတော့ဆရာဝေဒနာတက်လာတယ်ပေါ့ဆရာဝေဒနာကနာခြေထောက်တွေနောက်ကျောတွေနားလာတယ်ဆရာနာတဲ့အခါမှာလည်းကျမကပေါ့နော်ဒီကရုပ်သဘောကဖောက်ပြန်နေတာပဲသူ့သဘောနဲ့သူစောင်းနေတယ်ပေါ့နော်ခန္ဓာရှိလို့ရှိရင်ဝေဒနာရှိမယ်ဆိုပြီးတော့ဆင်ခြင်ပြီးတော့နေတယ်ဆရာအဲ့လိုနေရင်နဲ့ကြတော့ခန္ဓာကိုယ်ကပူးလာတယ်ဆရာတော်တော်လေးပူးလာပြီးတော့ငကူမှတ်နေတဲ့ဟာကိုမှတ်လို့မရလောက်တဲ့ထီအောင်ပူးလာတယ်ပေါ့နော်အဲ့လိုပူးလာတဲ့ခါကျကျမဆရာဘယ်လိုတွေးမိလိုက်တုံးဆိုတော့ဒါဒီမကျင်တဲ့လို့စိတ်ထဲမှာမကျင်တဲ့လို့ခန္ဓာကိုယ်ပူးလာတာလားမသိဘူးဆိုပြီးတော့အဲ့လိုမျိုးဖြစ်တယ်ထင်ပြီးတော့ပေါ့ဆရာကျမကပြောင်းလိုက်တယ်ပေါ့ဆရာပြောင်းလိုက်တာလဲအမှတ်မပြောက်ဘူးပေါ့ဆရာအဲ့လိုမှန်ရင်နဲ့ကျမလှုပ်တာလေးကလည်းပုံမှန်တိုင်းပဲစိုးစိုးပိုင်းရလောက်တော့မထင်ရှားမမြန်တော့ဘူးပေါ့ဆရာနည်းနည်းလေးနူးညံ့လေးတက်တောင့်တက်တာလေးပေါ့ဆရာအဲ့လိုလေးနဲ့ပဲဆရာဖြုတ်လိုက်ရပါတယ်ဆရာအဲ့ဒါကတော့ဆရာဒီနေ့ဖြစ်တာပေါ့ဆရာကြံတဲ့နေ့တော့ကလည်းဆရာရှောက်ချင်ပါတယ်ဆရာကြံတဲ့နေ့တော့ကြားတဲ့ခါကျတော့အဲ့လိုပထမသိတာလှုပ်ရင်းနဲ့နောက်ပိုင်းကိုကြည့်တဲ့ခါကျတော့သူ့ရဲ့လေးဆရာလှုပ်တာကိုပဲသိုံပဲသိပြီးတော့သူ့ရဲ့မမြဲတဲ့သဘောကို
မသိလောက်အောင်သူကနူးညံ့တိမ်မွေ့သွားတာတွေ့တယ်ဆရာတခါတလေကြတော့အဲ့ဒါလေးကိုပျောက်မှဆိုးလို့တောင်တော်တော်လေးသတိထားပြီးတော့နေရတယ်ဆရာအသက်ရှူရတောင်နည်းနည်းလေးပျောက်မှဆိုးလို့ပေါ့ဆရာအဲ့လိုလေးသတိထားပြီးတော့နေရပါတယ်ဆရာအဲ့ဒါကတော့ပြီးခဲ့တဲ့ရက်ကဖြစ်တာပါဆရာအဲ့ဒါလေးကျမမှန်လားဆရာညွှန်ကြားမှုလေးခံယူခြင်းလို့ပါဆရာအရှုခံတွေ့ပြီဆိုလို့ရှိရင်အဲ့ဒီမမြဲသဘောလေးတော့နှလုံးသွင်းပြီးမြင်အောင်နည်းနည်းလေးသတိထားပြီးပေါ်လို့နော်မဟုတ်လို့ရှိရင်တော့ဒီအရှုခံတွေ့ပါလျက်ခဲနဲ့နော်ဒါဟိုအရှုခံပူတော့သူပူတာတင်းတာတို့တိုးတာတို့လှုပ်တာတို့ကအရှုခံတော့တွေ့ပြီဒါပေမဲ့သူ့သဘာဝတစ်ခုကကြံသေးတယ်လေသူကပေါ်ပေါ်ချင်းပြစ်သွားတဲ့သဘာဝကိုတွေ့အောင်လို့ကိုယ်ကသတိထားနော်မဟုတ်လို့ရှိရင်တော့သူ့ရဲ့ပုံရိပ်ကိုပဲကြီးလိုက်တီးလိုက်ကြီးလိုက်တီးလိုက်တွေပဲတွေ့နေတာဆိုရင်နော်ဒါသူ့ရဲ့သဘောပေါ်မှာအစစ်မှမတွေ့သေးဘူးဆိုတော့ဟိုမှတ်လို့မရလောက်အောင်မြန်နေဆိုတာလေကိုယ်စိတ်ထင်တာပါဒါမှမဟုတ်စင်တာဆိုတာကဟိုစိတ်ကလိုက်မှတ်နေလို့ဒါပူတယ်စသဖြင့်လိုက်မှတ်နေအဲ့လိုမှတ်လို့ကတော့မရဘူးဆိုတာကတော့ကြာရင်စိတ်ကလည်းမောလာမယ်သူပြတာနဲ့ကိုမှတ်တာနဲ့လည်းကွက်တိကြခြင်းမှကြာတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုရွတ်ဆိုမှုကိုဖယ်ရှားလိုက်ရင်တော့သိနေရင်တော့စရိုက်သိလို့ရတယ်မှတ်နေရင်တော့ဘယ်လိုရွတ်ဆိုပြီးမှတ်နေရင်တော့မှတ်လို့မရဘူးနောက်ပိုင်းကျတော့ဆရာကျမလည်းသိုံပဲသိနေပါတယ်ဆရာသိုံပဲသိရင်တော့ရတယ်သိုံပဲသိတဲ့အခါမှာကိုကသူ့ရဲ့တိချင်းမှာမရှိတော့တဲ့သဘောလေးကိုနည်းနည်းမြင်အောင်ကြည့်ပြီဟုတ်ကဲ့ဆရာတိချင်းမှာပဲမရှိရမှာနော်အကြာကြီးကြည့်ပြီးတော့မှပုံကြီးပြောက်သွားတာကိုပြောတာမဟုတ်နော်ဟုတ်ကဲ့ဆရာဘာကိုပဲအဲ့တိလိုက်တဲ့အရာဒီတိလိုက်တော့အရှုခံကြီးတိလိုက်တဲ့အချိန်မှာကိုမရှိတော့ဟုတ်ကဲ့ဆရာတိတော့တိတယ်မရှိဘူးတိလို့ကြည့်လိုက်တယ်မရှိဘူးတိလို့ကြည့်လိုက်တယ်မရှိဘူးအဲ့လိုဖြစ်သွားဟုတ်ကဲ့ဆရာပြီးအဲ့လိုဖြစ်သွားဟုတ်လားနော်ပြီးပါတယ်ဆရာဟုတ်ကဲ့ဆရာအဲ့လိုဆိုတော့လမ်းတက်သွားပါလိမ့်နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာဟုတ်ကဲ့စိတ်ကလက်ရွတ်တာမလုပ်နဲ့နော်စိတ်ကလက်ရွတ်တာမလုပ်နဲ့နော်တိတဲ့အချိန်မှာရှိတဲ့သဘောကိုနည်းနည်းမြင်အောင်ကြည့်ပေးတိတ်တော့မခဲရမဟုတ်ကြည့်လိုက်တာနဲ့မြင်တာပါပဲနော်အထူးတူလည်းဆရာမြင်ပါတယ်ဆရာနော်သိုံပဲသိလိုက်တဲ့ခါကျတော့ဆရာဟိုလေဆရာပြောသလိုမြင်ပါတယ်ဆရာဟုတ်ပြီအဲ့ဒါလေးကိုပဲတောက်လျှောက်မြင်လာအောင်ကြည့်ပြရအောင်နော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာကျမတခုသိချင်တာဆရာဟောပေါ့နော်ဟိုလူကဆရာဟိုသူတည်တဲ့ခါမှာဘယ်လိုနည်းနဲ့တွေ့မယ်တော့မသိဘူးပေါ့ဆရာရဲ့တကယ်လို့များအဲ့လိုမျိုးလေးနဲ့ဟိုဒီလိုလှုပ်တာလေးတွေဗာလေးတွေများတွေ့ခဲ့ကြည့်ရှိတော့ဆရာအခုလိုပဲဒီမမြဲတဲ့သဘောကိုပဲမှတ်လို့ရှိရင်မှတ်မှာပဲပေါ့ဆရာအဲ့ဒါဟုတ်တယ်အဲ့လိုပဲလားဆရာသူတို့တိမရှိကိုကြာလေးကြည်လာတဲ့ခါကျရင်ဘာထပ်တွေ့မှာဆိုအဲ့အစိုးမရတဲ့သဘောထပ်တွေ့ဟုတ်ကဲ့ဆရာအဲ့တော့တကယ်တမ်းကျတော့အဲ့လိုတိမရှိသဘောနဲ့ဘာမှအစိုးမရတဲ့သဘောနဲ့ခုနလိုတိမရှိဘာမှလည်းအဓိပ္ပာယ်မရှိတဲ့သဘောတွေပေါင်းစပ်လိုက်တော့မှဒါဒုက္ခလို့မြင်တာဟုတ်ကဲ့ဆရာနော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့လောက်မြင်သွားရှောင်သွားမှာပေါ့လေနော်အဲ့လိုလေးမြင်ရမှာပေါ့ဆရာနော်တကယ်လို့နောက်ဆုံးချိန်တကယ်လို့ကြုံခဲ့ကြည့်ရှိတော့ပေါ့ဆရာမဟုတ်နောက်ဆုံးချိန်မှာအခုချိန်နဲ့အဲ့လိုမြင်အောင်ကြိုးစားရမှာပဲနော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာနော်သဘောတစ်ခုရဲ့တိမရှိသဘောတစ်ခုရဲ့သဘောပေါက်လို့မရသေးဘူးအဲ့ဒါအစပိုင်းနဲ့ရှိသေးတယ်နော်ဟုတ်ကဲ့ဆရာခုနကအစိုးမရတဲ့သဘောအနှစ်သာရမရှိတဲ့သဘောတွေမြင်လာတော့မှသူ့ပေါ်မှာကန့်ညိတဲ့တဏှာကြော့မှာဟုတ်ကဲ့ပါဆရာတိမရှိတွေ့ရင်တော့ ਨੇ တဏှာကတိတ်မလျော့သေးဘူးတိတ်မလျော့သေးဘူးနော်ဟုတ်လားဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့နောက်တစ်ယောက်ကိုဖွင့်ပေးပါအောင်ဖုန်းလေးဆရာကြားပြီလားရှင်ကြားပါတယ်ခင်ဗျာဟုတ်ဆရာဆန္ဒဒီနေ့စဉ်ဘဝမှာစိတ်ကိုထားတဲ့ဟာနဲ့ပတ်သက်ပြီးဆရာကိုမေးချင်လို့ပါဆရာအခုဟိုဆန္ဒအခက်ခဲပါဆရာဟိုအလုပ်ကိစ္စတွေရှိတယ်လုပ်ဆရာတွေရှိတယ်လုပ်တယ်ဆိုတဲ့အခါမှာကောင်းတာမကောင်းတာတွေရောနေတော့အဲ့ထဲမှာစိတ်ကိုဘယ်လိုထားရမလဲဆိုတာကိုလွတ်သွားတဲ့အချိန်တွေကများလာလို့ပါဆရာအဲ့ထဲမှာဆန္ဒဒီရက်ပိုင်းပြန်တွေးမိတာကတော့
မကောင်းတာတွေတွေးမိလာပြီဆိုလို့ရှိရင်အဲ့အတွေးကိုရက်လိုက်ပြီးတော့မှကိုလောက်ရမယ့်အလုပ်ကိုဥတီချက်ထားပြီးတော့ဒီပေါ်မှာကိုဟာသူများအပေါ်မှာဒုက္ခရအောင်ကြံစီတာမရှိဘူးထိခိုက်အောင်ကြံစီတာမရှိဘူးကောင်းတာကိုပဲလုပ်နေတယ်ဆိုတော့ဟိုဆန္ဒနားလည်မှုနဲ့ကုသိုလ်စိတ်ဖက်ကိုစိတ်ကိုလဲပြီးတော့ထားတယ်ဆိုတာမျိုးကမှန်ပါသလားရှင်ဆရာမှန်ပါတယ်နော်ဒါကိုယ့်ရဲ့အကျင့်တီလာပေါ့လေနော်အကျင့်တီလာကိုပြန်ပြီးတော့ဆင်ခြင်ပြီးတော့နှလုံးသွင်းလို့ရတာပေါ့နော်တီလာဆိုတာကကျွန်တော်တို့ဒီမှာကြားဘူးနေကြတီလာဆိုတော့ဘုဒ္ဓဓာတ်လေးဖြစ်ဖြစ်လူတွေက၅ပါးတီလာပဲရားနေ29ဆိုတော့သိက္ခာပုဒ်တီလာများသောဖြင့်ရှောင်ကျင်တာကိုတီလာလို့ယူဆနေကြတယ်မှန်ပါတယ်ရှောင်ကျင်တာတီလာပါနော်ဆောင်ထားမှလည်းတီလာအဲ့တော့စာလူပြောတော့ဝါရိတတီလာနဲ့ဇာရိတတီလာစာရိတတီလာပုံမြင်တယ်ဘယ်လိုမြင်လဲဆိုတော့ तू ကလူချင်းဝတ်ထဲမှာစာရိတတီလာကအမြဲကျင့်လို့ရတဲ့တီလာခုနဝါရိတတီလာဆိုတာဆိုပါစို့တရှိတ္တဝါမရှိတဲ့အရာမှနေ၅ပါးတီလာဘယ်လိုတော့ဆောင်လို့ရနော်ခိုးစရာတခြားသူခိုးစရာပစ္စည်းကိုမရှိတဲ့အခါဘလို့သွားပြီးအာရိနာတယ်မှာသွားဥပုသ္တဆောင်လို့ရအဲဆိုတော့သူများသားမီကိုသားမယာကိုရှိမှမရှိပဲကိုကဘလို့သွားပြီးတရားကျူးလွန်ကဲအရက်သေးစားနော်ရက်မရှိတဲ့အရာမှနေပြီးရက်သေးစားဒီလားဆောင်တယ်လို့ပြောလို့ဟိုကြားဥပုသ္တဆောင်လို့ဖြစ်နေဟုတ်လားသားကောင်ဖမ်းပြရတယ်ဒီနေ့တော့ဥပုသ္တမြဲဖြစ်တော့ပေါ့လားမသိနော်အဲ့စာရိတတီလာဘာလေလို့ပြောရင်တိတ်ကြီးကျယ်ကြီးမဟုတ်ဘူးကျွန်တော်ငယ်ငယ်တုန်းကချက်ခဲ့ပြီးစာတယ်ဘာစာလဲဆိုတော့ကျင့်ဝတ်တွေစာရိတဆိုတာကအကျင့်စာရိတအဲ့ကျင့်ဝတ်တွေသာသမီကိုမိဘကိုမိတ်ဆွေကိုဆရာကိုတပည့်ကိုအဲ့ဝတ်တွေအဲ့ဝတ်တွေကိုအများအားဆောင်အဲ့ဒါစာရိတဆိုပါတော့မိတ်ဆွေနော်အခုကျွန်တော်တို့ဒါမိတ်ဆွေတွေမိတ်ဆွေဝတ်နော်ဘေကံချီမြေကိုနဲ့ရှင်သာစီးပွားဆောင်ရဲ့နှုံးမချူတာသစ္စာမှန်စီလုံငါးတွေကျင့်လေမိတာအဲ့ထဲမှာကိုနဲ့ရှင်သာဘလောက်များလေးနေတဲ့စကားဟုတ်လားကိုချင်းစာတရားထားပါနော်နှုံးမချူတာဟုတ်လားမေတ္တာထားဒါလေးတွေဟာလေ့ကျင့်သွားလို့ရှိလို့ရှိရင်ခုနကလေဝါရိတတိထားတဲ့စာပို့ပြီးတော့မြင်မြတ်တယ်ကျွန်တော်တို့လူတွေအခုနောက်ပိုင်းဟုတ်လားဇာရိတတွေရိုင်သွားတယ်တော်တော်လေးဖောက်ပြန်ကြတယ်ခုနအခြေခံကျင့်ဖို့ဇာရိတတိလာတွေမရှိကြတော့ဆရာဆိုတဲ့ဆရာကျင့်ဖို့မိဘဆိုတဲ့မိဘကျင့်ဖို့သားသမီးဆိုတဲ့သားသမီးကျင့်ဖို့ဟုတ်လားဆိုတော့ခုနလိုပေါ့ဒီကမိတ်ဆွေပြောလို့ပေါ့ငါသူများပုံလို့ဟုတ်လားမကောင်းတဲ့စိတ်နဲ့မဆက်ဆံဘူးဟုတ်လားကိုချင်းစာစီနဲ့ဆက်ဆံတယ်ဆိုတာခုနစာရိတ္တပြီဟုတ်လားကိုနဲ့ရှင်ထားဆိုတော့အဲ့ပိုက်လေးကိုစောင့်စည်းထားတယ်ဆိုတာကိုကပြန်ပြီးတော့တွေးမိလိုက်တဲ့အချိန်မှာကိုယ်စိတ်ကတန့်ရှင်းသွားတယ်ကြည်လင်သွားတယ်ခုနအာကုသိုလ်စိတ်တွေလျော့ပါသွားတယ်ဟုတ်ပြီဒါမှန်ကန်တဲ့လို့ရပါဒါလေးလေးနက်နက်လေးဖြစ်အောင်ကျွန်တော်ပြပြပေးတာပါနော်ခါလိုက်ဒီလိုပဲဖြစ်တတ်ပြီလေကိုကဘလောက်ပဲမှန်အောင်ပြောမှန်တာလို့စေနာဒါတစ်ဖက်လူကမြင်မကြည့်တာရှိတယ်အဲ့ကြရင်ကိုဘာလို့ရလဲဟောကိုစေတနာနဲ့အမှားယွင်းမရှိအောင်လုပ်ခဲ့ပြီးပြီသူကသူသဘောမပေါက်တာတော့ကိုမတတ်နိုင်ဆိုရင်ကိုကမှရှိတဲ့ဟုတ်လား something မသူရဲ့တုံ့ပြန်မှုကြောင့်ကိုစိတ်ဆင်းရဲတာတွေဖြစ်တာကြော့သွားပါပဲဟုတ်လားအဲ့တော့ကိုကစေနာထားလို့သူကဆိုးသွားတာတုံ့ပြန်နေဆိုရင်တော့ဆိုကိုရှိမှဒေါသဖြစ်မယ်အချေနှက်ဖြစ်မယ်ပူလောင်မယ်ခုနကကိုပြုရှိခဲ့တဲ့ကိုထားရှိခဲ့တဲ့စိတ်ထားကိုပြန်ဆင်ခြင်လိုက်တဲ့အခါမှာကိုက်ပူလောင်မှုကလျော့သွားတယ်ကိုလေးပြကိုတန်းပေါ့ဒါတကယ်လောက်ရမယ့်လုပ်တယ်နော်တကယ်လောက်ရမယ့်လုပ်တယ်ဟုတ်လားဒါကြောင့်မို့ဘုရားဟောနေတာပါတယ်လူရှာရှိလူလိုက်တုံ့ပြန်တာမတုံ့ပြန်တာကိုမမျှော်ဘူးနဲ့ပေးရှာရှိပေးလိုက်တုံ့ပြန်မှုမတုံ့ပြန်မှုမမျှော်တယ်
ဟုတ်လားဘုရားကိုယ်၌ကအိုက်စိတ်နဲ့နေပါဘုရားနောက်ဆုံးပြိဋိဘံပြုတဲ့အချိန်မှာသူပြောတဲ့စကားတွေကမင်းတို့လည်းငါ့ကိုမမီကိုကြနဲ့မင်းတို့ကဓမ္မတွေပြီးခဲ့ငါလည်းမင်းတို့ပေါ်မှာအတောင်ပွဲမရှိဘူးတို့တင်တာလုပ်ခဲ့ပြီငါမင်းတို့ပြီးခဲ့တဲ့ဓမ္မတွေကနော်ဆရာစားတက်တဆွမ်းတော့မှမချမ်းခဲ့ပြီးခဲ့တာလောကကြီးတကုန်ပြီးခဲ့ဆိုတော့ဒါဘုရားပြောရတဲ့စကားလေးအရန်ကိုကျွန်တော်လိုက်နာမယ်စကားဒါဆိုကိုလှုပ်ရှားရှိလုပ်တယ်မကန်ရှိလုပ်တယ်သူ့မနောင်ဖွဲ့နဲ့မမျော်လင့်နဲ့ဟာလားသူကသူဘယ်လိုပဲတုံ့ပြန်စသည်ဖြင့်ဒီဟာတွေကသူ့တစ်ဖြစ်ကျွန်တော်တို့ကတရားတွေတယောက်ကိုတယောက်လက်ဆင့်ကမ်းတဲ့အခါမှာဒီချက်ကအရန်တတိထားတဲ့ချက်အားကြောင့်လဲဆိုတော့ဟာလားအဲ့ဒီစာအုပ်ပါလဲပါအဲ့ဒီစာအုပ်မှာမဟုတ်ပါဘူးဒီကာလမတုတ်မှာကာလမတုတ်ဆိုတာကာလမမင်းပေါ့လေကာလမင်းရှိတဲ့အရာမလို့ကာလမတုတ်လို့ခေါ်တယ်ကေတိမုဒ္ဒကေတမုဒ္ဒိအရာရကကေတမုဒ္ဒိရမင်းရကာလမမင်းဘုရားကြွသွားတယ်ဘုရားကြွသွားအဲ့မင်းရကာလမမင်းဒါမေးတယ်ဟုတ်လားဒီမှာတဲ့ဘုရားတွေခဏခဏကြွရည်တဲ့တယောက်လာရင်လည်းသူ့ဝါဒပဲကောင်းတယ်တခြားဝါဒတွေကုန်ပုတ်ခတ်တယ်နောက်တယောက်လာတယ်သူ့ဝါဒပဲကောင်းတယ်တခြားဝါဒတွေကုန်ပုတ်ခတ်တယ်အဲ့လိုကြီးပဲတဲ့အဲ့တော့ကျွန်တော်တို့ကဘာဝါဒကိုကျွန်တော်ယုံကြည်ရမှာလဲကိုးကွယ်ရမှာလက်ခံကဲအရှင်ဘုရားဘာသာလဲပြောဆိုပေးတာအဲ့ချိန်ကြတော့မှဘုရားကကာလမတုတ်ကိုကာလမမင်းကိုပြောတဲ့စကားတွေခုနသဘောတရားတွေနော်စသည်ဖြင့်ပေါ့အဲ့တော့ကျွန်တော်တို့ကဘုရားတရားတန်ခါမှာဘုရားရဲ့အပြုမှုကျင့်နေကိုရှင်းပြသဘောကျနှစ်ချိုက်မှသူ့ကိုယ်ကိုယ်ယုံကြည်လို့ပိုတန်ဖို့ရှိတယ်ကျွန်တော်တို့သူ့တကိုးတွေကိုယ်ကိုယ်တာပေါ့သူ့ရဲ့ဓမ္မဆိုတာသူဆောင်ထားတဲ့ဓမ္မကျွန်တော်တို့လက်ဆင့်ကမ်းတဲ့ဓမ္မနောက်သူ့ရဲ့နေပုံထိုင်ပုံပြောပုံဆိုသူလူတွေဘယ်လိုဆက်ဆံသူ့မှာရန်သူရှိသူဘုရုကိုမှမပုတ်ခတ်ခဲ့ရှိသမျှဖျားတွေအကုန်လုံးနော်အခြားဘာသာဖျားတွေစသဖြင့်ဘာသာမဟုတ်တော့တခြားဖျားတွေကိုယ့်ကိုယ်ဖျားလို့ပြောတဲ့သူစသဖြင့်အကုန်လုံးဟာတင်းမှာဒီကျွန်တော်တို့ဂေါရမဗုဒ္ဓသူတပောက်မပုတ်ခတ်စေဖျားပဲအဲ့တော့ကျွန်တော်တို့ကအဲ့ဒါလေးတွေကိုနှလုံးသွင်းရအောင်ငါဘုရားစကားနားထောင်နေငါပြောတဲ့စကားတရားကိုသူကြိုက်ချင်ကြိုက်မကြိုက်ချင်လေကိုပေးလိုက်တာအကုန်ပဲဘုရားလည်းပြောခဲ့တာလေအကုန်ပဲမင်းတို့ငါပေးတာအကုန်ပဲဘာမှဆရာစားမချန်ခဲ့ထိုနည်းတူအခြားဝါဒတွေလည်းတခုမှသူမပုတ်ခတ်ခဲ့ကျွန်တော်တို့ဒီလေခြားဝါဒအတာတာကိုယ်ချင်းတော့မှဟိုတရားဘလို့ဒီတရားဘလို့ဟိုလူဟောတာဘလို့ဒီလူဟောတာအဲ့ဒါတွေဝေဖန်နေတယ်တော့တန်ကြတယ်နော်တန်ကြတယ်နော်အဲ့တော့ဘယ်သူမှားလဲလို့မပြောပါနဲ့ဘာမှားနေလဲကြည့်ပါ who is wrong လို့မပြောအောင် what is wrong နော်အဲ့တော့ဒီမှာဖြစ်နေတာကပုဂ္ဂိုလ်ကိုယ်ွယ်မှုနဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့များနေကြတယ်ဒါဘာသာရေးမှာဖြစ်ပညာရေးမှာဖြစ်စီးပွားရေးမှာဖြစ်နော်အဲ့ဦးဆိုတာပုံများနေတကယ်တမ်းသွားမှာဟုတ်ကဲ့ဥမာလူတယောက်ကိုယ်ချမ်းသာသွားသူဘာကြောင့်ချမ်းသာစသဖြင့်သူပြောတဲ့စကားဘာကိုပြောတာလဲမှားလားမှားပုဂ္ဂိုလ်မကြည့်နဲ့ဓမ္မကိုကြည့်ရဒါလေးတွေကကျွန်တော်တို့တိုင်းနာကျင့်သွားမယ်နော်ဘုရားရဲ့အဆုံးအမတွေနော်ဒါပြောတာတော့နည်းနည်းများသွားပြီနော်ဒေါ်ဆန္ဒပြောတာနှလုံးသွင်းအောင်မှန်ပါတယ်
ခုနပြောနှလုံးသွင်းအဲ့တော့ဆိုလိုတာကိုယ်မှာရှိတဲ့ပူပင်တော့ကောက်ကိုလျှော့ဖို့ဆိုရင်ဘုနှလုံးသွင်းမှမှမှုကြည့်ချင်နှလုံးသွင်းမှမှုဆိုတာခေါင်းလို့ကိုလှုပ်တင်လှုပ်လိုက်တာကိုအကောင်းဆုံးလုပ်ပြီးပြီဟုတ်လားအဲ့လှုပ်ပြီးတဲ့အချိန်မှာကိုယ်ကဘာမှဟုတ်လားနောင်ဖွဲ့ကန့်ညီမှုစသဖြင့်သူ့ဘောလက်ညာမှုကြောမှုအိတ်တာမစ္စည်းကဘာမှမရှိဘူးဆိုရင်ကိုယ်ကစိတ်ချမ်းသာကျန်တာတော့သူ့ဘိုင်းကဏ္ဍဒီလိုပဲနှလုံးသွင်းပါနော်ဒါတရားအထုတ်တာပဲနော်ဒါတရားအထုတ်တာဒီနှလုံးသွင်းနေတာတရားအထုတ်တယ်လို့ခေါ်တာပါပဲအဲ့တော့ကိုယ်စိတ်မှာဖြစ်ပေါ်လာတဲ့စိတ်ကပူလောင်မှုညှဉ်းနှွမ်းမှုအဲ့ဒါရှုခံဒီရှုခံကိုတဲ့ရှုလို့ရတယ်တဲ့ရှုရဆိုပူလောင်နေညှဉ်းနှွမ်းနေစိတ်ဆင်းရဲတယ်တဲ့ရှုလို့ရတယ်တဲ့ရှုတာကိုတမာတိခေါ်တယ်သို့မဟုတ်တမာသင်္ကပ္ပနဲ့ဆင်ခြင်တယ်ခုနပြောလို့ဒါလှုပ်တင်လှုပ်ထိုက်တာလှုပ်ပြီးပြီအဲ့ဒါတမာသင်္ကပ္ပပဲဟုတ်ပြီနော်ဒါတရားအထုတ်တာဟုတ်နောက်တစ်ခုလည်းမေးချင်ပါတယ်ရှင်ဆရာဟုတ်ကဲ့မနေ့ကအပြီးတမှာသင်တန်းမှာဆန္ဒစိတ်အကြောင်းကိုဆရာသင်တဲ့အခါမှာစိတ်တွေစိတ်တသိက်တွေအကုန်လုံးကအတူဖြစ်တယ်အတူပြတ်တယ်မိယာတူတယ်အာယုံတူတယ်ဆိုတဲ့အခါမှာဆန္ဒတို့ကနေ့စဉ်ဘဝမှာဒီလောဘဒေါသတွေကတောက်လျှောက်အများကြီးဖြစ်နေတဲ့အခါကျတော့သတိမထားမိရင်သတိမထားမိတဲ့လောက်9မိနစ်စာဆို9မိနစ်စာစုမိသွားတယ်ပေါ့နော်ဆရာအဲ့ဒီကံတွေကလည်းကိုကဒီဘဝမှာအားထုတ်တာမပြီးဆုံးသေးဘူးဆိုရင်တန်တရားမှာပါအောင်မယ်လို့ဆန္ဒနားလည်ပါတယ်ဆရာအခုအားထုတ်နေတာတွေကကိုယ်မှာရှိတဲ့တစ်သက်လုံးဖြစ်လာတဲ့အကုသိုလ်ကံတွေနဲ့စာလိုက်ရင်တော့နည်းမှာပေါ့နော်ဆရာအဲ့လိုဆိုတော့အဲ့ဒီဟာကိုတွေးပြီးတော့လဲတအားလဲစိတ်ထဲမှာလန့်နေဆရာလန့်ပြီးတော့ဒီအခုကောင်းတဲ့ဘက်ကများလာအောင်ဘယ်လိုထပ်ပြီးတော့အားထုတ်ရမလဲအထူးသဖြင့်ကောင်းတဲ့ဘက်ကများလာပြီးရင်လေအရှင်းဆုံးပြောရင်တော့ဘဝလည်းမဆက်ချင်ပါဘူးဆရာဘာမှထပ်ဖြစ်ချင်တာလည်းရှိဘက်ကများဖို့ကဘုရားကအတိအကျဟောတာပြတာလေသီလသမာဓိပညာပေါ့နော်သီလကကောင်းခြင်းသမာဓိရဲ့ကောင်းခြင်းပညာရဲ့ကောင်းခြင်းသီလကုသိုလ်သမာဓိကုသိုလ်ပညာကုသိုလ်အဲ့တော့သီလခုနသီလမှာစာရိတ္တသီလဝါရိတ္တသီလနော်သီလလုံးအောင်နေမယ်နော်သမာဓိဆိုတာကမ္မဋ္ဌာန်းတစ်ခုနဲ့နေမယ်ကမ္မဋ္ဌာန်း40တောင်ရှိတယ်ညသာဖြင့်ဗုဒ္ဓနုတ္တိတို့မေတ္တာတို့အာသုဘဆိုမရဏနုတ္တိဒါတွေကလူတိုင်းဒီပါလောက်တတ်နေကြကမ္မဋ္ဌာန်းပါဒါဆိုရင်လည်းဘာကုသိုလ်နိုင်မယ်အစိမ့်မြင့်ဆုံးတော့ပညာကမ္မဋ္ဌာန်းပေါ့ပညာတော့ယုံနာခန္ဓာကိုသတိနဲ့စောင့်ကြည့်ပေါ့ဆိုတော့ဒီနည်းပဲရှိတယ်လေဟုတ်လားအဲ့ဒါကကြတော့အကုသိုလ်ကဘယ်လောက်များပြီးတော့ကျွန်တော်တို့လုပ်တဲ့ကုသိုလ်ကငြိမ်းနေသလားလို့ထင်ကောင်းထင်ဒါပေမဲ့အဲ့ကုသိုလ်ကသူ့ထိုက်ရသူအနိစ္စရှိပြီးသားပဲဒါကြောင့်မို့ဟိုမှာမာနာမင်းကြီးကဘုရားကိုပြောတာဟောကျွန်တော်ကမင်းဆိုတော့အကုန်လုံးအကုသိုလ်ဒုစရိုက်တွေကလှုပ်လိုက်တာအများကြီးပဲကျုပ်တပည့်တော်တင်တော့ငရဲကြမလားတော်မီးတယ်အဲ့ဒါဘုရားကထောဖဦးနဲ့ဥမာပြီးတော့ပြောပြတာဟောနော်ထောဖဘောဦးချံွယ်ကတော့ဒီတိုင်းမြုပ်သွားမှာပဲထောဖတရားအပေါ်ပေါ်လာမှာပဲအမှန်တော့မာနာမင်းကအနာဂံနော်အနာဂံတော့မှသူကစိတ်ပူတတ်သေးတယ်ဒါကြောင့်ဆိုသူကမင်းဆိုတော့တိုင်းပြည်မှာအုပ်ချွတော့ခုနကလောဘတွေဒေါသတွေပါတာပေါ့နော်ဒါမဲ့အနာဂံဆိုတော့ဒေါသတော့မရှိဘူးနော်လောဘတော့ကြောင်းမှာပေါ့လောဘဆိုတာတော့နောက်ဆုံးယဟနာဖြစ်မှာကုန်တော့တဏှာနော်မောဟဆိုလည်းရှိမှာပေါ့နောက်ဆုံးညမှာကုန်ပါစသဖြင့်အဲ့တော့ကျွန်တော်တို့အားထုတ်ဖို့ကတော့အများကြီးမရှိဘူးသီလသမာဓိပညာကိုသီလနဲ့နေနိုင်တာကုသိုလ်ရမယ်သမာဓိကမ္မဋ္ဌာန်းတစ်ခုပွားနေတာကုသိုလ်ရပညာကမ္မဋ္ဌာန်းပွားနေတာကုသိုလ်ရအဲ့ဒါဒီရင်အဲ့သုံးခုဒီပဲနေသွားမယ်ဆိုရင်ခုနကအကုသိုလ်ရသူရှိတော့ရှိနေမယ်မကြည်ထွားတော့ကျွန်တော်တို့ကုသိုလ်ရများနေအဲ့တော့ကုသိုလ်များများလုပ်ခြင်းရခြင်းဘာလုပ်မလဲသီလသမာဓိပညာပဲလုပ်ဟုတ်ပြီနော်ဟုတ်ကဲ့ဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ခြားသူတွေပြောလို့ရပါတယ်
ဟုတ်ပြီတယောက်ဖွင့်ပေးလိုက်ပါဦးအိုင်ဖုန်းနဲ့အိုင်ဖုန်းဆိုတော့ဒီလိုမျိုးနာမည်လေးတွေထိုးပေးမှဒီမှာရှာတဲ့အခါလွယ်လိမ့်မယ်ဟုတ်ကဲ့ဆရာအင်မာရီပါဆရာဟုတ်ပြီပြောပါဟုတ်ကဲ့ဆရာခုနမဆန္ဒပြောသလိုလေဆရာကိုအခုသူတွေကခုနောက်မှာပြုတ်ထားတဲ့ကံတွေမကောင်းတဲ့ကံတွေကလည်းအများကြီးရှိခဲ့တယ်ဆရာအဲ့ဒါကိုကဒီကုသိုလ်ကောင်းမှုတွေများလုပ်နေတဲ့အခါမှာဒီဝိပဿနာတရားအားထုတ်တာဟောပေါ့ဆရာအဲ့လိုအားထုတ်နေလို့ရှိရင်တချို့အဲ့မကောင်းတဲ့ကံတွေအကုသိုလ်တွေကပျောက်ပြက်သွားတာလို့ဆရာဘလို့အားထုတ်မှုမျိုးပါဆရာဘယ်လိုအဟောတိကံဖြစ်သွားနိုင်ပါသလဲဆရာအဲ့လိုလဲကြားဘူးထားလို့ပါဆရာဟုတ်တယ်သူပြုပြီးသားကံတွေကတော့အာနိသင်ရှိပြီးသားပဲဒါပေမဲ့ဒီပြုပြီးသားကံတွေထဲမှာနော်အကျိုးပေးတဲ့အခါမှာအကုသိုလ်ကံတွေကအကျိုးပေးတာလွယ်ပြောရတာတစ်ခုပေါ့တစ်ခုကဘာလို့ဆိုလို့အပေကိုကြားစီတဲ့အကုသိုလ်ကံနောက်တစ်ခုကအပေတော့မဟုတ်ဘူးသူဂရိပေါ့ဥမာကျွန်တော်တို့လူပြည်ဖြစ်လူတွေနတ်တွေဒါသူဂရိပေါ့သူ့မှာလည်းဒီအကုသိုလ်ကံတွေလက်ပြီးတော့အကျိုးပေးတာရှိတယ်နော်ပေဆွဲချသွားတဲ့အကုသိုလ်ကံရှိတယ်အပေတော့မရဘူးနော်ဒါပေမဲ့ကောင်းတဲ့ပုံမှာပဲအကုသိုလ်တွေလိုက်ကျူပေးတာရှိအဲ့တော့သောတာပတ္တိမက်ကိုရမယ်ဆိုရင်နော်အပေကိုဆွဲချတဲ့အကုသိုလ်တွေကိုသောတာပတ္တိမက်ကဖယ်ရှားနိုင်တယ်နော်ခုနကဒီလူဘဝရောက်တယ်နတ်ဘဝရောက်တယ်အဲ့မှာလိုက်အကျိုးပေးမဲ့အကုသိုလ်ကံတွေတော့သောတာပတ္တိမက်ကမဖယ်ရှားနိုင်ဟုတ်ကဲ့ဆရာသောတာပတ္တိမက်ကလည်းမဖယ်ရှားနိုင်ဘာမက်ကမှမဖယ်ရှားနိုင်နော်ဟုတ်ကဲ့ဆရာအရဟတမက်ကဖယ်ရှားနိုင်နော်ဒါကြောင့်ဘုရားရှင်လက်ထက်မှာဘုရားမျက်မှောက်ပါပဲအရဟတမက်ရပြီးတော့ကျွဲခတ်တည်သွားတယ်လည်းရှိတယ်ဟုတ်ကဲ့ဆရာအဲ့တော့အကုသိုလ်ကတော့ဖယ်ရှားနိုင်ဒါပေမဲ့သူအပယ်မကျတဲ့အကုသိုလ်ကိုဖယ်ရှားနိုင်တယ်အရဟတမက်ရတော့ခါကြဘူးနောက်ဘဝမဖြစ်စေတဲ့အကုသိုလ်ကိုဖယ်ရှားနိုင်ဟုတ်ကဲ့ပါဆရာပြောကြတာဗလေဘုရားတော်မှာဝန်းတော်လာတာအကုသိုလ်ကပြောကြတာကိုရောသေချာတော့မသိဘူးစသည်ဖြင့်ပေါ့အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကသေချာအောင်မလုပ်နဲ့အပယ်ကျတဲ့ကံကိုဟုတ်လားအပယ်ကျတဲ့ကံကျိုးမပေးနိုင်အောင်သောတာပတ္တိမရအောင်လုပ်ဒီနည်းပဲရှိဒီနည်းပဲရှိကျန်တဲ့ကံတွေကတော့ဘယ်လိုခေါ်မလဲသေချာပေါက်ကိုတခုမှမပြောနိုင်ဟုတ်လားဒီဘဝမှာအလူကြီးတန်းကြီးပေးတာပဲမေတ္တာတွေလည်းပွားနေတယ်တိလိုက်လည်းစောင့်တာပဲငရဲမကြောက်လို့မပြောနိုင်နော်မှာဘုန်းကြီးတောင်မှသင်္ကန်းဆွဲပြီးတော့တန်းဖြစ်သေးတာဟုတ်တယ်နော်အပေလေးပါးကြသွားသေးတာမပြောနိုင်အဲ့တော့သေချာတော့ရအောင်တခုဒီလိုက်ပဲရှိကျန်တဲ့ကံတွေကတော့သူကသူဘယ်လိုလှည့်နဲ့ဘယ်လိုအကျိုးပေးမယ်ကိုလည်းမပြောနိုင်ဟုတ်ကဲ့ပါဆရာဒါပေမဲ့ဒီကံတွေကဘယ်လိုအကျိုးပေးရဆိုတော့ဘုရားရှင်ကိုရောမကြီးတော့ညံတော်တဲ့အကုန်မြင်နေတယ်ပေါ့ကျွန်တော်တို့မသိနိုင်ဘူးဟုတ်ကဲ့ပါဆရာဒီဘဝမှာဘယ်လောက်ပဲကောင်းအောင်လုပ်လို့နောက်ဘဝမှာကောင်းမယ်လို့ပြောနိုင်ပြီးခဲ့တဲ့ဘဝလုပ်ခဲ့တဲ့ကံတွေသွားပြီးတော့တဘဝကြော်ပြီးအကျိုးပေးမှလည်းရှိမှာလုံးဝမပြောနိုင်နောက်ဆုံးဒီဘဝမှာကျွန်တော်တို့ဉာဏ်နာဖြစ်အောင်ကျင့်နိုင်တဲ့အောင်ခုနအကုသိုလ်အဖို့ပါကတွေကတော့ခံအောင်ပါပဲဉာဏ်နာဖြစ်တဲ့အကုသိုလ်ကံတွေအကုန်လုံးကုန်သွားလို့မဟုတ်ဘူးမရှိဘူးနော်သောတာပန်ဖြစ်တဲ့အကုသိုလ်တွေကုန်သွားတာမရှိဘူးအပယ်ကျစီခံတော့အကုသိုလ်ပဲကုန်ကံတွေပဲကုန်နော်အခြားဒီဘဝမှာရှိနေတဲ့ကျိုးပေးမဲ့ကံတွေကအကုသိုလ်ကြတော့ခံရအောင်ပါဖြစ်ပါတယ်ရှင်မာမောဂလံကိုသားတွေဝိုင်းရတာခံရနေတာဟုတ်တယ်နော်အဲ့တော့ဆရာအကုသိုလ်ဒီဘဝအကုသိုလ်ရင်ဘဝအကုသိုလ်တွေကိုပျောက်ပြောင်းဘာမှလုပ်လို့မရပါပြုပြီးသွားပြီနော်အကုသိုလ်တွေကကျွန်တော်တို့အပယ်ချမဲ့အကုသိုလ်တွေရှိတယ်အပယ်ချမဲ့အကုသိုလ်တွေအကျိုးမပေးအောင်လုပ်နိုင်တဲ့ဒီလားတလမ်းပဲရှိတယ်သောတာပန်ပြောင်းလို့ကြောင်းဟုတ်ပြီနော်အဲ့ဒါပဲရှိတယ်ဆရာ
အဲ့ဒါဟိုကံမကောင်းတဲ့ကံအတိတ်ကိုအတတ်နိုင်ဆုံးမပြုတ်ပြအောင်ဒါပေါ့ဒါတော့လုံးဝမပေါ့မကောင်းအာကုသိုလ်ကံနေပါအောင်လုံးဝမပေါ့နော်လုံးဝမပေါ့သူကအာကုသိုလ်ကံကအခုအာကုသိုလ်လုပ်တယ်ဆိုရင်ရင်ဘွားအာကုသိုလ်တွေလာပေါင်းတော့အကျိုးပေးမှာဟုတ်အခါရှိရင်အကျိုးပေးမြန်တာပေါ့ကုသိုလ်ကောင်းမှုတွေကိုလုပ်နေတယ်ဆိုရင်တော့သူကအကျိုးပေးတော့လည်းပဲအားနေတာပေါ့လေအကျိုးမပေးဘူးဆိုတော့မရှိဘူးနော်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ပြီကဲပြောပါဦးခန္ဓာဉာဏ်ရောအထုံးမှုပိုင်းလေးတွေလည်းပြောကြပါဦးဘယ်လိုကြီးအထုံးကြလဲဘာတွေခက်ခဲရှိလဲတရားတဘောကိုသိဖို့ဆိုတာပထမချက်တရားဆိုတာဘာလဲဒါကျွန်တော်တို့ဗမာပြည်လူတွေကအမတန်ကတူတယ်တရားဆိုတာဘာလဲဆိုတာအထွေတူလိုက်တော့သင်ကြားနေကြမှာနော်ဟိုစာအုပ်ပေါင်းစုံဆရာတော်ပေါင်းစုံတရားပြဆရာတရားဟောဆရာပေါင်းစုံကဟောတာပြောနေကြတာဗုဒ္ဓဟောကြားတဲ့မြတ်တရားတွေကဘာတွေလဲဆိုတာလက်ဆင့်ကပြောတာ24နိုင်လို့ဟောတာရှင်းရှင်းပြောတာတရားဆိုတာဘာလဲဆိုတော့သိတယ်နော်အဲ့တရားကိုသိအောင်ဘယ်လိုလုပ်မလဲဒါကြောင့်နားခက်သွားပြီနော်ဒါကြောင့်တရားအားထုတ်တဲ့ဒီနောက်တစ်ခုအဲ့ကိုသိထားတဲ့တရားတွေနော်အခြားမသိသေးတဲ့သူတွေနားလေသဘောပေါက်တပြောပြနိုင်ပုတ်ခက်သွားပြီနော်ဘာကြောင့်လဲကိုယ်တိုင်သိထားတဲ့တရားကမှန်ညင်မှသိတော့သိနေတယ်နော်ခုနတရားဓမ္မတွေလည်းကိုဖတ်ထားဘူးလေကိုလည်းကိုအားထုတ်နေတယ်အားထုတ်နေတဲ့ဥစ္စာမှန်လားကိုတော့မှန်တယ်ထင်တာပေါ့ကိုသိထားတဲ့တရားကမှန်သလားစစ်ဆေးဖို့ပါအခြားသူတွေပြောပြခြင်းဖြစ်စစ်ဆေးလို့ရတယ်မှားရင်မှအကုန်လုံးအမှားတွေဝိုင်းဟောကြမှာဟုတ်တယ်ဟာလားကိုပြန်မစစ်ဖြစ်ဘူးကိုမှန်တယ်ထင်အခြားသူတွေပြောကြည့်မဟုတ်ဆိုဝိုင်းပြောမှာဟုတ်လားဒါအလွယ်ကူဆုံးစစ်ဆေးနည်းပဲဟုတ်တယ်နော်အဲ့တော့အများကြီးမှားရင်ဝင်းနေစရာခုံတော့ရောက်မှာဟုတ်လားဟုတ်ပြီအဲ့တော့ကကြတော့ကိုရင်ထဲမှာတရားကိန်းဖို့ဆိုရင်တရားဆိုတာဘာလဲဆိုတော့အများကြီးလေ့လာရတယ်ဒီတရားရင်ထဲရောက်လာဖို့အများကြီးလေ့ကျင့်ရတယ်ရောက်လာတဲ့တရားမှန်လားကိုအစစ်ဆေးခံရတယ်ဟုတ်ပြီလားအဲ့တော့အဲ့အဆင့်ကိုရောက်အောင်ကျွန်တော်တို့လည်းကြိုးစားပါပါမိတ်ဆွေလည်းကြိုးစားစေချင်အဲ့ဒါကြောင့်မလို့နော်စနေနေ့တွေပါတယ်မှာကျွန်တော်တို့စုပေါင်းတော့တရားစကားပြောကြတာဖြစ်ပါတယ်နော်ကိုယ်တိုင်လည်းပို့လုပ်ဖြစ်မယ်ကိုသိထားတာလည်းသူများကိုပြောပြခြင်းဖြင့်အမှားအမှန်နဲ့ခွဲခြားသိတာတဲ့ကုသိုလ်လေးရတယ်ဓမ္မလူတရားကိုသိထားတာလေးမျှဝေပေးခြင်းဖြင့်ကုသိုလ်ရတဲ့အပြင်ကိုလုပ်ရမှန်လားလေသိတာပေါ့ဟုတ်တယ်နော်ကျန်ဟုတ်ပြီဘာပြောမယ်ဟုတ်ဆရာကျမအရှုခံကိုလည်းဒီနေ့တွေ့ပါတယ်ဆရာဒီလေးဝင်တာထွက်သွားတာကိုအဲ့ထိတဲ့သဘောလေးထွက်တယ်ဟုတ်ပြီထိတဲ့သဘောလေးကိုပဲကျမမှတ်ပါတယ်ဆရာဟုတ်ပြီပေါ်လာတာကိုလည်းပေါ်တာနဲ့တွေ့တယ်ပျောက်တာကိုလည်းပျောက်သွားတာနဲ့မရှိတော့တာကိုတွေ့ပါတယ်ဆရာအဲ့လိုတွေ့နေပြီးတော့ကျမစိတ်ထဲမှာဆရာအဲ့ဒါလေးဝင်နဲ့ထွက်တယ်တော့မှမှတ်မနေတော့ပဲနဲ့ဖြစ်သွားတဲ့သဘောဖြစ်သွားတဲ့သဘောလေးအဲ့ဒါလေးကိုပဲတွေ့တော့ကျမအဲ့လိုလေးတော့တွေ့တယ်လေဝင်မှန်းထွက်မှန်းတော့မသိတော့ဘူးဆိုပြီးတော့မသိတော့ဟုတ်ပြီအဲ့လိုအရှုခံတွေးလိုက်တဲ့ကျမမှတ်နေတဲ့အရှုခံလွတ်သွားတယ်လွတ်သွားတာပေါ့လွတ်သွားတာအဲ့ဒါကြောင့်ကစာအစမှာပြောခဲ့တာလေနော်ဟုတ်တွေးလွတ်မှာပဲပြောပါဦးဟုတ်ဆရာ
ဟုတ်ဆရာအဲ့လိုဖြစ်သွားပြီးတော့အဲ့ဒါနောက်ပြန်မှတ်တော့မှတ်လို့ရတယ်ပထမဆုံးတွေ့တဲ့လောက်ထိထိမိမိတိတ်ပြီးတော့ဖြစ်တယ်လို့ပဲလွတ်သွားမှတော့သမာဓိပြတ်သွားပြီသတိပြတ်သွားပြီအဲ့တော့ပြန်ရှာနေရတာအဲ့ဒါကြောင့်မလွတ်စင်နေလို့ပြောတာပေါ့ဟုတ်နော်အဲ့တွေးဝင်တာတွေ့တော့ဟောတွေ့သွားပြီပေါ့ဟိုသဘောလေးကိုပဲဟိုလေဝင်တာထွက်တာတော့မှမှတ်တာမျိုးမဟုတ်တော့ပဲနဲ့ဖြစ်သွားတယ်ပြက်သွားတဲ့သဘောလေးကိုတွေ့နေပြီဆိုပြီးတော့အဲ့ဝန်းသာပြီးတော့စဉ်းစားလိုက်တဲ့အချိန်မှာအရှုခံပြောက်ဒါပဲအဲ့ဒါပဲစသုံးပြောနေတာနော်တစုံတစ်ခုတွေ့ရင်ခြေနဲ့တဲ့ဝမ်းမြောက်တဲ့တွေးဝင်တယ်အဲ့ဒါဆိုပြက်ပြီတခြားလူကလည်းပြက်တာမဟုတ်ဘူးအဲ့ကိုယ်စိတ်ကခြေနဲ့တဲ့ဝမ်းမြောက်တဲ့တွေးဝင်တယ်အဲ့ဒါကမ္ဘာတမ်းပြက်ပြီဟုတ်ကဲ့ဟုတ်ပြီနော်ဟုတ်ကဲ့အဲ့ဒါကိုသတိထားပါသတိကြီးထားပါကိုယ့်ရဲ့တွင်းရန်သူပဲအဲ့ဒါနော်ခြေနဲ့တဲ့ဝမ်းမြောက်တယ်နော်ခြေနဲ့တဲ့ကာမိဆန္ဒဝိနိဝရဏဟုတ်လားနော်ခြေနဲ့တဲ့ဝမ်းမြောက်တဲ့တွေးဝင်တယ်ဟုတ်ပြီနော်တွေးဝင်တယ်ဆိုပြန်လွန်ပါပြီဒုတိယနိဝရဏဟုတ်လားအဲ့တော့ပြန်ပြီးတော့ဒီပြန်တည်ဖို့ကြတော့ဟိုလွယ်တယ်လို့နဲ့မလွယ်ဘူးဆရာပြန်မိဖို့ဟောပြတ်သွားပြီးမှပြန်တိဆောက်တာအချိန်ပေးရမယ်ဒီအချိန်ပေးရမယ်ဒီအဲ့ဒါကြောင့်မပြောတာပေါ့လူတွေရှေ့မရောက်တာအဲ့ဒါပဲလို့စာပြောခဲ့ဟုတ်မတွေ့ဘူးလားတွေ့တယ်တွေ့ပြီးမှပြတ်သွားတာဟုတ်ကဲ့ကျွန်တော်တို့မတွေ့အောင်သင်ပေးတယ်တွေ့တာကိုမိတ်ဆွေကဖြတ်ပလိုက်တယ်လွယ်လေးပဲဖြတ်လိုက်တယ်ဘယ်လိုဖြတ်လဲဝန်တာတယ်တွေ့တယ်ဝန်တာတယ်တွေ့တယ်အဲ့ဒါပဲနော်အဲ့တော့ဟုတ်ပြီအဲ့တော့မပြည့်အောင်လို့ဝန်တာရင်လည်းတတိလေးနဲ့နော်ရှင်းရဟာကိုလွတ်စေတယ်ဒီကားတော့ရှင်းရမလွတ်ဘဲနဲ့ဝန်တာနေရတယ်ဒါဝေဒနာနော်ရှုခံတွေ့တယ်ဝေဒနာပေါ်တယ်နှစ်ခုလုံးတတိထားလို့ရတယ်အရှုခံတွေ့တယ်မရဘူးနော်အဲ့ဝန်တာရနဲ့တွေ့တာနဲ့ဆိုတွေ့တာဘူးဆိုတယ်တွေ့တာအရှုခံလုံးလုံးလွတ်သွားတာဝန်တာရာအရှုခံမလွတ်ဘဲနဲ့ဝန်တာရတယ်အရှုခံဒီဘက်ခန္ဓာနော်ဝန်တာရာဝိညာဉ်ခန္ဓာနှစ်ခုပေါ်လာသိနေတာဆိုဝိညာဉ်နဲ့ခန္ဓာသုံးအောင်တွေ့သေးတယ်ရတယ်ရှိလို့ရတယ်နော်သိပါပြီတခုမှမတွေ့ရင်တော့လွတ်ပြီအဲ့ဒါဆိုတော့ချောတိုင်းတက်တယ်လို့ပဲညီကြီးကဘုံဆိုပြန်ကြပါပြီပဲဟုတ်ပြီနော်ဆက်ဖြစ်နေတဲ့ဟာကိုကျွန်မဆက်ဆရာအမိန့်ရှိတဲ့အတိုင်းဆက်ပြီးဖြစ်နေတဲ့ဟာကိုမှတ်မှာပေါ့နော်ဆရာဒါပေါ့မလွတ်စင်နဲ့အရှိကမလွတ်စင်နဲ့တခုမဟုတ်တခုတော့မိအောင်လုပ်ထားခုနလိုအရှိက3ခုတောင်ပေါ်တယ်ဟာလားဒါရုပ်လည်းပေါ်တယ်ထိနေတဲ့နေရာမှာပူလည်းပြက်ကနေလည်းတွေ့တယ်ဝန်တာလည်းဖြစ်တယ်ထိနေတဲ့သဘောလည်းသိတယ်ခန္ဓာ3ခုတောင်တွေ့တဲ့အချိန်မှာကိုကတခုမှမမိဆိုတော့ကိုတော်တော်ညံ့တာပဲဟုတ်ဆရာဟုတ်ကဲ့ပါဆရာညံ့တာပဲနော်အဲ့ဒါနဲ့စရတခုပဲတွေ့တာမဟုတ်တော့ခန္ဓာတခုပဲတွေ့တော့ဘာပြဿနာမရှိဘူးနော်ဟုတ်ကဲ့ပါခန္ဓာတွေအများကြီးပေါ်လာတော့မှပြဿနာတက်ပါဟုတ်ကဲ့ပါဆရာဟာခန္ဓာဒီဆိုတော့သူကမလွတ်ပါဘူးကဲ့ပါဆရာဟိုရှေ့ကမလွတ်ဘူးပြောတာမဟုတ်နော်နောက်ကထင်ရှားတဲ့ဝန်တာထင်ရှားလာဝန်တာကိုမလွတ်စေနဲ့အဲတွေးလိုက်တော့အကုန်လွတ်ပြီတွေးတာဘာခန္ဓာမှမဟုတ်ဘူးအဲပြစ္ဆုတ်ပံမတည့်တော့ဟုတ်ပြီနော်သဘောပေါက်သွားပြီလားနော်တိပါဆက်တိပါနော်ဆက်တိပါရေးကြည့်ပါလေဒီချက်ကနော်မတရေးကြည့်တဲ့ချက်ပါတော့ဤခိုင်ဖုံးပြောလို့ရပါပြီဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟိုတပည့်တော့ဟိုအားလေးတစ်ခုပါဆရာအဲ့တိမရှိဆိုတော့အကြောင်းလေးကိုနည်းလေးမေးချင်လို့ပါဆရာကြီးဒီပါဟိုတနေ့ကဆရာကိုမျိုးခိုင်ထင်တယ်နော်သူကနေပြီးတော့ရှင်းပြသွားတဲ့အချက်ကလေးမှာဆရာမိုးကုတ်ဆရာတော်ဘုရားကြီးကနေပြီးတော့ဥပမာပေးတာပေါ့နော်အထင်ကနေလက်ကလေးဆွဲချလိုက်တဲ့အခါမှာထိသွားတာလေးကတိမရှိပထမထိတဲ့တိရမရှိဒုတိယတိမှဆိုမရှိတော့ဘူးပေါ့နော်အဲ့လိုသဘောတရားမျိုးလေးပွားတော့တကယ်တော့နားလေပါတယ်ဆိုတာလေဟိုဥပမာဖြင့်အဲ့လို
မာနေတယ်တင်းနေတယ်အဲ့ဥစ္စာအရှုခံအာယုံပြောတော့ရှုကြည့်နေပြီဆိုတဲ့အချိန်မှာကဲ၍တိုးသဘောလှုပ်သဘောလေးပေါ်လာတဲ့အချိန်ဆိုခဲ့လို့ရှိရင်တော့အဲ့ဒီဥစ္စာပြောတော့အတွက်ဘယ်လိုပြောမလဲစိတ်ထဲမှာရှင်းရှင်းလင်းလင်းလေးရှိတယ်ဗျာဒါပေမဲ့အဲ့ဒီတိုးသဘောလှုပ်သဘောကိုမတွေ့တဲ့အချိန်အဲ့မာနေတာမျိုးထိနေတဲ့အချိန်လုံးစတိုက်ထိနေတဲ့ကိစ္စရမျိုးပေါ့နော်ခုနဟာမျိုးလေးဆိုတိုးသဘောလှုပ်သဘောဆိုတဲ့သဘောလေးကတော့ဘယ်တော့တင်နေသူကသူ့ရဲ့သဘာဝကိုနိုင်ကဖြစ်လိုက်မလို့ကိုပြီးတော့မြင်ရရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့နော်ဘယ်တော့အတွက်ကိုပြောတာပါဗျာဒါပေမဲ့အဲ့လိုအဲ့တိုးသဘောလှုပ်သဘောလေးမရှိတဲ့အချိန်မျိုးမှာစင်ချင်ကြည့်မိလို့ရှိရင်တော့ဘယ်တော့အဲ့တိမရှိဘူးမှာထိနေတဲ့ကိစ္စရက်ဆိုလည်းတင်မနဲ့ထိုင်ခုံနဲ့ထိနေတာပဲပေါ့နော်အဲ့ဒီဥစ္စာကိုအဲ့ဒီသိတယ်ဆိုတော့အသိဉာဏ်မရလာဘူးဆရာအဲ့ဒါလေးကိုဘယ်လိုများထိတဲ့အခါမှာခုနကမမြဲတာမတွေ့ဘူးပေါ့အဲ့လိုဆိုတင်မအဲ့လိုမျိုးထိတာကိုသိတယ်ကြည့်လေထိတာရဲ့တသမတ်တည်းမဖြစ်ဘူးလေဟုတ်လားထိနေတဲ့နေရာမှာခုနကထိခြင်းကြောင့်မာတဲ့သဘောချမ်းတဲ့သဘောပူတဲ့သဘောတွေရှိမယ်လေနော်တင်မကိုယ့်လက်ကိုပဲကိုဘယ်လောက်ပဲလက်နှစ်ခုပဲထိကြည့်တာတမင်တကာကိုထိကြည့်တာတောက်လျှောက်ကြီးတသမတ်တည်းတန်းပြီးတော့ထိနေတာဆိုမရှိဘူးတိုးလိုက်ရောလိုက်ကရှိနေမှာပဲတိုးလိုက်ရောလိုက်ရှိမှာအဲ့ဒီချိန်မှာတိုးလိုက်ရောလိုက်ပြတိုးအဲ့တိုးတဲ့လှုပ်တဲ့သဘောလေးပေါ်လာတာကိုပြောတာဟုတ်တယ်အဲ့ဒါကိုကြည့်ရမှာအဲ့ဒါပင်ကိုယ်တဘာဝမူလသဘောနော်တကယ်တော့အဲ့ဒါလက်နှစ်ခုကိုထိလိုက်တယ်ထပ်ထားလိုက်တယ်ထပ်ထားလိုက်ရတော့မပြောင်းဘူးနော်ပြောင်းဒါပေမဲ့အဲ့ထိနေတဲ့နေရာမှာပြောင်းနေတယ်ပုံသဏ္ဍာန်တော့မပြောင်းထပ်ထားတဲ့ပုံစံမျိုးထပ်ထားကြည့်ကိုယ့်ဘက်ကိုထပ်ထားကြည့်ဟုတ်လားထပ်ထားတာမရွေ့လည်းမရွေ့မပြောင်းလည်းမပြောင်းဒါပေမဲ့တေးချာကြည့်ရင်အဲ့ထပ်နေတဲ့အခိုက်မှာပဲအဲ့လက်နေရာမှာတင်းနေတာတွေမာနေတာတွေချမ်းနေတာတွေပူနေတာတွေအေးနေတာတွေတောက်လျှောက်ဖြစ်နေအဲ့ဒါလေးတွေ့နေတော့အဲ့ဒါလေးကမမြဲတာတွေ့နေပါလက်ကြီးကိုကြည့်ရင်တော့မပြောင်းလဲဘူးထိထပ်ထားပုံသဏ္ဍာန်အဖြစ်တော့ထပ်ထားတာနော်ဟုတ်အဲ့ဒီထပ်ထားတဲ့နေရာမှာပါပဲလက်နှစ်ခုထိထားတဲ့နေရာမှာပဲတေးသေးချာချာလေးသတိထားမယ်ဆိုရင်ခုနပူသဘောတင်းသဘောတွေရှိနေတယ်ဟုတ်အဲ့ဒီသဘောတင်းသဘောတေးချာဆက်ကြည့်ရင်မမြဲသဘောလည်းရှိနေတယ်ဟုတ်လားနော်အဲ့တော့ဒီတကာထိတဲ့အခါမှာအဲ့ထိသဘောပါတေချာလေးထပ်ကြည့်ပေးပါပူတာတင်းတာတူတာရှိပါလိမ့်မယ်ပူတာတင်းတာပထမတွေ့မယ်အဲ့ပူတာတင်းတာကိုတေချာထပ်ကြည့်ရင်တွေ့လိုက်တဲ့အချိန်မှာသိမရှိထပ်တွေ့ဟုတ်ပြီနော်ဒီတနေရာမှာပဲစင်ငယ်ထပ်သိလာပါဟုတ်ကဲ့ပါဆရာဟုတ်ဘယ်တော့အဲ့ဟိုမှာတခါရှုနေနေတော့အဲ့ရှုခံအာယုံကျင်းနေနေအဲ့တိုးသဘောလှုပ်သဘောလေးပေါ်လာရင်ရှင်တော့အဲ့သိမရှိဘူးဉာဏ်ထဲမှာတွေ့ရတယ်ပေါ့အဲ့တိုးသဘောလှုပ်သဘောမရှိကိုတွေ့တာကိုပဲပြောတာပေါ့နော်ဆရာဟုတ်တယ်ကိုကတိုးသဘောလှုပ်သဘောကိုချားနေရတယ်မှာထင်ရှားတွေ့တာဘူးတော့ဒီနောက်တနေရာမှာကိုကရုပ်တရားမတွေ့တဲ့ခါကျတော့အားမလို့ဖြစ်တာနော်ဒါကဖြစ်လေဖြစ်တာရှိပါတယ်ကိစ္စမရှိဘူးပြဿနာလည်းမဟုတ်ဘူးဒီကိုယ်လုံးမှာမြည်သည့်နေရာမဆိုတိုးသဘောလှုပ်သဘောရှိတယ်ဟုတ်နော်ကိုသူ့အတွေ့လို့ဘာလုပ်ရမလဲတတိထားမယ်စောင့်ကြည့်မယ်ဒါပဲလုပ်ရမှာနော်ဟုတ်ကဲ့ပါရှာလို့တော့နော်နေရာတိုင်းမှာကိုရှုတယ်ဆိုရင်ရှုတဲ့နေရာတိုင်းမှာတွေ့ရမယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကြီးဝင်ရှိရနော်ဟုတ်ပဲနော်ဘိုက်ကိုကြီးမှတိုးတာလောက်တာမဟုတ်ဘူးလက်နှစ်ခုထိတာလည်းတိုးတာလောက်တာတွေ့မှာပဲနာသီးကောင်မှရှိလဲတိုးတာလောက်တာတွေ့မှာပဲနောက်ဆုံးကိုငြိမ်နေလို့ထင်တဲ့ခေါင်းမှာအာရုံပြုကြည့်ရင်လည်းခေါင်းမှာတိုးတာလောက်တာရှိတာပဲဟုတ်နော်အဲ့တော့ကိုအာရုံပြုမှုနဲ့သတိထားမှုနဲ့စောင့်ကြည့်မှုပေါ်ပဲမူတည်တယ်တွေ့မှုမတွေ့မှုဆိုတာမရှိလို့မတွေ့တာမဟုတ်ဘူးကိုယ့်ဘက်ကလုံနေသေးလို့မတွေ့တာဒီလိုမတွေ့တာဟုတ်ကဲ့နော်အဲ့ဒါဆိုရင်နောက်တွေ့သွားပါလိမ့်မယ်နော်
ဟုတ်ပါဆရာကျေးဇူးတင်ပါတယ်ဟုတ်ပြီကဲတွေ့ဖို့ပြောပြပြီးပြီတွေ့ပြီးရင်ဝမ်းမသာနဲ့မတွေးနဲ့နော်ဒါလေးလည်းဒီနေ့ထပ်မှာနော်ဟုတ်ကဲ့ပါဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ်နော်နားကြမယ်နော်